ဒါဝရဲ့ကျေးဇူးတော်ကြောင့်ဂျွန်လာရဲ့နောက်ဆုံးပတ်ရောက်လာပြီနော်6လပိုင်းတော့ဒါ2026ရဲ့နှစ်ဝက်ကုန်နဲ့နောက်ဆုံးတနင်္ဂနွေပေါ့နော်ဘာလို့လဲ2026ကိုနှစ်တဝက်ကျိုးသွားပြီဖြစ်တယ်ဒီနေ့နောက်ဆုံးနေ့ဖြစ်တယ်ဒီဂျွန်လာ26ရက်နေ့တုန်းကကျွန်တော်တို့ဇနီးမောင်နှံရဲ့45နှစ်ပြည့်တဲ့မင်္ဂလာနေ့ဖြစ်တယ်ကျွန်တော်တို့ရဲ့မင်္ဂလာဆောင်တက်တန်းလက်ထပ်တဲ့တက်တန်းက45နှစ်ပြည့်ဖြစ်ပါတယ်45နှစ်အတွင်းမှာသားသမီး3ယောက်ရှိတယ်သားသမီးတွေအားလုံးအိမ်အောင်ကြကြတယ်သူတို့ရဲ့ဇနီးခင်မွန်းတွေရှိကြတယ်သူသားသမီး3ယောက်ကနေပြီးတော့မှနော်မြီးလဲကျွန်တော်တို့မှာ9ယောက်ပေါ့နော်6ယောက်ဖြစ်မဲ့ဟာ9ယောက်ဖြစ်သွားတယ်ဘာလို့လဲတယောက်ကတော့အမိရဲ့ပိုက်ထဲမှာကပဲစုံသွားတဲ့အတွက်ကြောင့်ပေါ့နော်အမွာလေးတွေကတယောက်ကစုံသွားတယ်အဲ့မဲ့ခုလောလောဆယ်မိ9ယောက်ရှိပါတယ်ဒါသခင်ကယာဝေရဲ့ကျေးဇူးတော်ကြောင့်အသင်းတော်မှာနော်ဘုရားကိုတကယ်အကျိုးမဲ့စကတ်တဲ့အသင်းတို့တင်သားညီကိုမောင်နှမလေးတွေမိသားစုလေးတွေရှိတယ်နော်တဘိုးမညီတာတွေလည်းရှိသေးတယ်ဒါတွေအတွက်ကျွန်တော်တို့မှာအများကြီးလှုပ်ဆောင်ကြရရှိသေးတယ်အားလုံးလည်းစူးစမ်းမှာပဲဖြစ်ပါတယ်လို့အဲကြောင့်ဒီနေ့ကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကျွန်တော်တို့စောစောဓမ္မချင်းတွေဆိုခဲ့ပြီးကျေးဇူးတော်တကယ်ချီးမွမ်းတဲ့45နှစ်တာတော်တော်မှာဘုရားသခင်ရဲ့မြင်နိုင်တဲ့အန္တရာယ်မမြင်နိုင်တဲ့အန္တရာယ်အခက်အခဲမျိုးမျိုးနော်တဲကနေပြီးတော့မှယာဝေရဲ့ကွယ်ကာမှုစောင့်ရှောက်မှုတိုးထိန်ကြီးအပရဲ့ပို့ဆောင်ကောင်းကြီးပေးမှုတွေကြောင့်နော်ကျွန်တော်တို့ဒီနေ့တိုင်အောင်အသက်ရှင်တဲ့ကျမ်းမာလျက်2026ထဲမှာပို့ဆောင်တဲ့အတွက်ယာဝေရဲ့နာမတော်ကိုသူတို့ကချီးမွမ်းပါတယ်အားလုံးသူတို့ကယာဝေနာမကိုကျွန်တော်တို့ရဲ့45နှစ်ပြည့်တဲ့နေ့ကိုပို့ဆောင်တော့ယာဝေကိုသူတို့ကချီးမွမ်းရအောင်ဟာလေလုယာအာမင်အားလုံးလက်ခုပ်တွေချီးမွမ်းဟာလေလုယာနော်45နှစ်ကျွန်တော်တို့ရဲ့အိမ်တော်တက်တန်းနော်များတဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့လောက်အိမ်တော်တက်တန်းမရှိပြီတော့ညာလဲနော်လောကနေဘက်ပဲ့သွားတဲ့လူတွေရှိတယ်နော်လောကကြီးတွေကနေပြီးတော့မှထွက်ခွာသွားရတဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့တော့ခုချိန်ဒီမိသားစုတွေတိုက်တိုက်ဝန်းဝန်းယာဝေရဲ့အစီကိုခံနေရတဲ့ခွင့်ကိုပေးတာအတွက်လဲနော်အခွင့်ဒူးပဲပေါ့နော်တကယ်ပဲကျေးဇူးတော်ချီးမွမ်းတယ်နောက်ကျွန်တော်နှုတ်ကပတ်တော်တွေကိုဆက်ပြီးမှဝင်ငါသွားခြင်းပါတယ်နော်နှုတ်ကပတ်တော်တွေဆက်ပြီးဝင်ငါသွားခြင်းနဲ့ရာတော့အားလုံးသတိထားမိကြလိမ့်မယ်နဲ့တူပါတယ်ကျွန်တော်နှုတ်ကပတ်တော်ကိုတောက်လျှောက်နားထောင်နေတဲ့ line ပေါ်ကနားထောင်နေတဲ့သူတွေလည်းအာယုံစိုက်မိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာလို့လဲလို့ဆိုရင်ကျွန်တော်နှုတ်ကပတ်တော်တွေဝင်ငါရတာပဲဖြစ်ဖြစ်ကျမ်းစာထဲမှာဘယ်အကြောင်းအရာကိုပဲကြည့်ကြည့်ဒီနေ့ခရိယန်လို့ခေါ်တဲ့ကျွန်တော်တို့တွေလိုချင်သောကယ်တင်ခြင်းတွေဖြစ်တယ်ကယ်တင်ခြင်းတွေဆိုတာဘာတွေလဲအပြစ်လွတ်ခြင်းတွေဖြစ်တယ်အပြစ်လွတ်ခြင်းတွေဆိုတာဘာလဲအပြစ်ရဲ့ဒဏ်ကနေပြီးတော့မှမခံစားရဘဲနဲ့လွတ်မြောက်ခြင်းကိုလွတ်ခြင်းကိုခံရတဲ့သူတွေကိုပြောတာဖြစ်တယ်လူတိုင်းလိုချင်ကြတယ်လူတိုင်းကအပြစ်ကိုလောက်ကြပြီးတော့ညာလဲအဲ့ဒီအပြစ်ရဲ့ဒဏ်ကိုမခံခြင်းဘူးနော်မခံခြင်းဘယ်သူမှမခံခြင်းဘူးဥပမာလူတယောက်ကိုနော်စိတ်လိုက်မာနဲ့တတ်မိဖြတ်မိပဲနော်ဟောဒါမှမဟုတ်ပဲနဲ့ကာမဂုဏ်စိတ်တွေလွန်ကျူးပြီးတော့မှသူများသားများတွေသားပြိုသမီးပြိုတွေကိုနော်မတရားတဲ့မေထုံတွေပြုပြီးလိုက်မယ်အဲ့ဒီအတွက်မင်းအပြစ်ဒဏ်နဲ့နော်အပြစ်ဒဏ်ကိုယူမလားလွတ်ချင်းကိုယူမလားလို့ဆိုရင်ဘယ်သူပဲဖြစ်ဖြစ်နော်အပြစ်ဒဏ်ကိုယူခြင်းမှမဟုတ်ဘူးနော်ထောင်ဒဏ်ကိုယူမလားကြိုးပေးတဲ့ဒဏ်ကိုယူမလားနော်တနတ်နဲ့ကွက်မြက်ပြစ်တတ်ခြင်းကိုခါရတာယူမလားတသက်ကျွန်းယူမလားဘယ်သူမှမလိုချင်ဘူးအပြစ်ရဲ့အကျိုးဆက်တွေကိုအဲ့တိုင်းပဲဒီနေ့လူတွေကလည်းနော်ဘာသာတရားအသီးသီးဗုဒ္ဓဘာသာဟိန္ဒူဘာသာနော်အစ္စလာမ်ဘာသာခရစ်ယာန်ဘာသာမှာရှိတဲ့လူတွေအားလုံးလည်းဘယ်သူမှအပြစ်နဲ့ကင်းတဲ့လူကမရှိဘူးဒါပေမဲ့နော်ကိုလှုပ်ထားတဲ့ကောင်းမှုကုသိုလ်ကလေးတွေရဲ့အကျိုးရလဒ်ကိုလိုချင်ကြတယ်ကိုကျူးလွန်ထားတဲ့ဒုစရိုက်အပြစ်တွေရဲ့ဒဏ်ကိုဘယ်သူမှမလိုချင်ဘူး
ဝမ်းနေရမယ်ကြေကွဲရမယ်အသက်တူရမယ်နော်ဒုက္ခတွေရောက်ရမယ်နောက်ဆုံးမှာနော်ငရဲကိုရောက်ရမယ်ဆိုဘယ်သူမှမလို့ချင်ဘူးဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ်ကြည့်လိုက်နော်အကုန်လုံးကမအိုပနာမတည်တဲ့စီကိုရောက်ချင်တဲ့လူတွေကြီးပဲဖြစ်တယ်နော်အပြစ်ကင်းစင်တဲ့သူဖြစ်ချင်တဲ့လူကြီးပဲဖြစ်တယ်နော်အပြစ်နဲ့ကင်းစင်တဲ့ဘဝကိုလိုချင်တဲ့လူကြီးပဲဖြစ်တယ်နော်အိုနာတေခြင်းကလွတ်ချင်ုံမြတ်မကပဲနဲ့ငရဲကလည်းလွတ်ချင်တဲ့သူတွေဒုက္ခဆင်းရဲခြင်းကလွတ်ချင်တဲ့သူတွေကြီးပဲဖြစ်တယ်ဒါကြောင့်မလို့ဘာသာတရားတိုင်းမှာကျွန်တော်လေ့လာကြည့်တဲ့အခါမှာခုနပြောတဲ့ဘာသာကြီး၄ခုကိုပဲအထူးသဖြင့်ဥတီပြီးပြောရမယ်ဆိုရင်သူတို့တွေရဲ့ထိုအပြစ်ဒဏ်ကနေလွတ်ငြိမ်းခြင်းနဲ့ပတ်သက်တဲ့အရာတွေနော်အပြစ်ကနေပြီးတော့မှမခံရဘဲနဲ့ကောင်းကျိုးချမ်းသာဒုက္ခဘဝကိုရရှိဖို့ရအတွက်ဆိုတာနဲ့ပတ်သက်တဲ့တရားတွေကိုဒီဘာသာတရား၄ခုကဟောပြောခြင်းနေမှာနော်တော်တော်များများကမူရင်းဖျားဘာသာတရားတွေရဲ့ဖျားရဲ့တရားတွေမဟုတ်ဘူးရဘာသာတရားတွေကလည်းဘာသာတရားရဲ့တတန်းအနုဆုံးအငယ်ဆုံးကတော့အစ္စလမ်ဘာသာပေါ့နော်သူက6ဝါစု900စုထဲလောက်မှစတင်ပြီးတော့မှပေါ်ပေါက်တာဖြစ်တယ်ဆိုကြလွန်ခဲ့တဲ့နှစ်ပေါင်းနော်1300ကျော်400လောက်ကမှစပေါ်တာဆိုကြတော့သူကတော့တတန်းအနုဆုံးပဲဘာသာတရားတိုင်းမှာကျန်တာသူတဲ့နော်တတန်းရင်နာခရိယန်ဘာသာဖြစ်တယ်သူ့ထက်တတန်းရင်နာကနော်ဗုဒ္ဓဘာသာဖြစ်တယ်ခရိယန်ဘာသာတဲ့တတန်းရင်နဲ့ခရိယန်ဘာသာဗုဒ္ဓဘာသာတဲ့တတန်းရင်နာဟိန္ဒူဘာသာဖြစ်တယ်ဒီ၄ခုကိုပဲကွက်ပြောမယ်ဆိုလို့ရှိရင်ဒါကြီးကကမ္ဘာမှာထင်ရှားဆုံးဘာသာကြီးတွေဆိုဂျန်တဲ့ဘာသာတွေတော့မြောက်များစွာရှိတယ်နော်အဲ့ကြတော့ဒီဘာသာတရားတွေရဲ့သူ့ရဲ့မူရင်းတရားကိုမရောက်တော့ဘဲနဲ့နော်ဒီနှစ်ပေါင်းကြာညောင်းလာတဲ့ကာလအဆက်ဆက်မှာဒီဘာသာတရားတွေကိုတည်ဆောင်လာကြတဲ့ပုဂ္ဂိုလ်တွေဓမ္မဝန်ဆောင်ပုဂ္ဂိုလ်တွေဘာသာရေးကောင်းဆောင်တွေဖိုးသူတွေရဲ့အတ္တတွေမာနတွေသူတို့ရဲ့ဉာဏ်ပညာတွေနော်သူတို့ရဲ့အတွေးခေါ်တွေသူတို့ရဲ့အယူဆတွေသူတို့ရဲ့ယုံကြည်ချက်တွေခံယူချက်တွေကမူရင်းဘာသာပေါ်မှာလွှမ်းမိုးသွားပြီးတော့မှမူရင်းဘာသာကနာမည်လောက်ပဲဖြစ်နေပြီးတော့မှအဲ့ဒီထဲကမူရင်းရဲ့ဖျားရဲ့တရားကနော်စစ်ထုတ်ဖို့ဆိုတာကနော်အင်မတန်မှခက်ခဲတဲ့အလုပ်တစ်ခုဖြစ်တယ်ဘာသာဝင်တိုင်းကတတ်နိုင်တဲ့အရာမဟုတ်ဘူးဘာသာရေးခေါင်းဆောင်တွေကတတ်နိုင်ပါတယ်ဘာသာရေးခေါင်းဆောင်တွေဆိုတာဘာလို့လဲဘာသာတရားတွေရဲ့ထောက်ပံ့ခြင်းတွေကိုအပြည့်အဝရရှိထားလို့သူတို့တွေလုပ်နိုင်တယ်ဒါပေမဲ့မလုပ်ကြဘူးဘာဖြစ်လို့မလုပ်တာလဲလို့ဆိုလို့ရှိရင်ဒီဘာသာတရားတွေရဲ့မူရင်းအစစ်အမှန်တရားတွေကနော်ဒီဘာသာရေးခေါင်းဆောင်တွေရဲ့ဘဝအသက်ရှင်သန်မှုတွေကိုခက်ခဲကြက်တဲစေတဲ့အတွက်ကြောင့်ဖြစ်တယ်နော်ဆင်းရဲဒုက္ခနဲ့နော်ရောပြွမ်းနေတဲ့အတွက်ကြောင့်ဖြစ်တယ်ဘုရားဘာသာမှာဆိုလို့ရှိရင်လဲပြီးတဲ့ဘက်ကကျွန်တော်လည်းငယ်ပြောခဲ့တယ်ဘုရားဟာဆိုလို့ရှိရင်ထီနန်းစည်းစိမ်တွေစွန့်နေသားများတွေစွန့်နေလုံးဝနောက်ပြန်လှည့်မကြည့်တော့ပြန်ပြီးတော့မှမယူတော့ဘူးလုံးဝစင်စင်ရဲရဲနဲ့ဘဝကိုဖြတ်တန်းတယ်သေတဲ့နေ့ထိအဲ့ဒီကိုစွန့်လွတ်ခဲ့တဲ့လောကအရာတွေကိုပြန်ပြီးတော့မှနော်ကာယကံမှုဝစီကံမှုမနောကံမှုနဲ့ကိုပဲပြန်ပြီးတော့မှအဲ့ပေါ်မှာမရောက်တော့ဘူးမယူတော့ဘူးလုံးဝစွန့်လွတ်ခဲ့ပြီဖြစ်တယ်တိုးတယ်နော်ဖြစ်ခဲ့တယ်အလုံးစုံတကယ်အကျွမ်းမဲ့တကယ်စွန့်ပစ်နိုင်ခဲ့တယ်နော်အားကြောင့်မလို့အဲ့ဒီသူ့ရဲ့နောက်ကလမ်းစဉ်လိုက်တဲ့သူတွေကအဲ့လိုမစွန့်နိုင်တဲ့ခါကျတော့ခေတ်အဆက်ဆက်နှစ်ပေါင်းများစွာကြာတဲ့လူတွေကနော်စွန့်လွတ်ခြင်းတဲ့ရယူခြင်းတွေကဒီကနေ့ကာလပို၍များလာတယ်ရယူခြင်းတွေပဲဖြစ်လာတယ်နော်ဒါကြောင့်မလို့အဲ့ဖရာတရားဟာတိမ်မြုပ်ွယ်ပြောက်သွားတယ်သူ့ရဲ့ဖရာတရားရဲ့ဘာသာတရားရဲ့အမိကမဲ့ကြံတော့တယ်အဲ့ကြတော့ဒီဘာသာဝင်တွေအတွက်ဘယ်တော့နစ်နာမလဲတွက်ကြည့်လိုက်စမ်းနော်ဘယ်တော့နစ်နာမလဲဘဝပေးပြီးတော့မှယုံထားရတာဒီဘဝပြီးလို့ရှိရင်နော်နောင်ဘဝဆိုတာမသေးကြဘူး
နောက်ဘဝဆိုတာတကယ်လို့ငရဲပဲဖြစ်မယ်ကောင်းကင်ဘုံပဲဖြစ်မယ်နော်ဒုက္ခဘုံနဲ့ဒုက္ခဘုံကတော့ဘာသာတရားတိုင်းမှာအနာဂတ်ဘဝဟာရှိနေတယ်နော်ဒုက္ခရောက်မလားဒုက္ခရောက်မလားဒုက္ခဘုံရောက်မလားဒုက္ခဘုံကိုရောက်မလားနော်ဒုက္ခဘုံရောက်ဖို့များတယ်ဘာလို့လဲဒီတရားတွေရဲ့အစစ်မှန်မဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်အစ္စလာမ်ဘာသာခရစ်ယာန်ဘာသာလည်းအဲ့တိုင်းပဲဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အထူးသဖြင့်ပြောချင်တာကခရစ်ယာန်ဘာသာကိုအထူးပြောချင်တယ်ပြီးတဲ့ဘက်ကကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့ကျမ်းစာထဲမှာဓမ္မဟောင်းပဲဖတ်ဖတ်ဓမ္မသစ်ပဲဖတ်ဖတ်ကျွန်တော်တို့ခရစ်ယာန်တွေရဲ့နော်ကျမ်းစာ66ကျမ်းစလုံးထဲမှာဘယ်ကျမ်းစာဘယ်ကျမ်းကိုပဲဖတ်ဖတ်လူတွေဟာဖခင်ရဲ့ကျေးဇူးဂရုဏာတော်ကိုခံစားရမယ့်ကျမ်းချက်ကြီးပဲဖခင်ရဲ့ကျေးဇူးတရားနဲ့ကင်းနေတဲ့ကျမ်းချက်ဆိုတာမရှိဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီကျေးဇူးတရားပေါ်မှာနားလည်မှုအတိတ်ပဲပေါ်ဆောင်မှုတွေကလွဲသွားတဲ့အခါကျတော့ဖခင်ရဲ့ကျေးဇူးတရားကိုမခံစားရဘဲနဲ့ကျေးဇူးတရားနဲ့လွဲချော်ကုန်တယ်ကျွန်တော်တို့ခရစ်ယာန်တွေအဲ့လိုလွဲချော်ကုန်တဲ့ခါကျတော့နော်ဘလို့လွဲချော်တာလဲကျမ်းစာကလွဲချော်တာမဟုတ်ဘူးကျမ်းစာကခေတ်ဆက်ဆက်ဘာသာပြန်ခဲ့တဲ့အတွက်အနည်းငယ်လွဲရင်လွဲမယ်ဥပမာဘာရှင်းတွေကများတယ်အင်္ဂလိပ်ဘာရှင်းလဲကျွန်တော်ထင်တယ်နော်အင်္ဂလိပ်ဘာရှင်းပေါင်းလဲ50 60လောက်ရှိမယ်ဂရိဘာရှင်းတွေလဲဒါဇင်နဲ့ချီရှိတယ်လက်တင်လိုတွေရှိတယ်နော်အခြားသောကဘာမှာရှိတဲ့လူသားတွေရဲ့ကိုယ့်ရဲ့မိခင်ဘာသာစကားတွေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်နော်တိုင်းရင်းသား135မြို့မှာနော်တိုင်းရင်းသားဘာသာစကားပေါင်းဗမာစကားပါဝင်80ကျော်ဘာသာပြန်ပြီးပြီဖြစ်တယ်တွက်ကြည့်လိုက်အဲ့ကြတော့တကဘာလုံးမှာဒီတမချမ်းစာကိုဘာသာပြန်ထားတာဟာတချို့ပညာရှင်တွေကတော့2000ကျော်တယ်လို့ပြောတယ်တချို့ပညာရှင်တွေက3000ကျော်တယ်လို့ပြောတယ်နော်ကျွန်တော်မနေ့ကလိုင်းပေါ်မှာတွေးလိုက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာခရစ်ယာန်သာသနာစရောက်တာကဒီအာစီတွေအနေနဲ့ပြောမယ်ဆိုရင်ကတော့နှစ်ပေါင်း900ကျော်လောက်ရှိသွားပြီဒါပေမဲ့ဒီ Protestant အနေနဲ့ပြောရင်200ကျော်ပဲရှိသေးတယ်ဒါပေမဲ့တရုတ်နိုင်ငံမှာရောက်တာကဘယ်လောက်ထိကြာပြီလဲနော်တော်တော်ကိုနှစ်ပေါင်း1000ကျော်အောင်ကြာခဲ့ပြီဖြစ်တယ်နော်1000ကျော်ခဲ့ပြီနော်ဟိုမကြီးပွားလို့တာနော်သူကမကြီးပွားပဲနေလို့တာလေဖြစ်တယ်လိုင်းပေါ်မှာကျွန်တော်အဲ့ဟောကိုတွေ့တဲ့အခါမှာအော်တော့အိုးတရုတ်ပြည်မှာအဲ့လောက်ထိအောင်ခရစ်ယာန်သာသနာတွေအစိုးရရောက်တာပါလားဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်ဗာပြောရင်လေအဲ့လိုမျိုးကျမ်းစာတွေဘာသာပြန်တာနည်းနည်းပါးပါးလွဲတာရှိလိမ့်မယ်ဒါပေမဲ့ဘာသာစကားမူရင်းတွေကွန်ကောရင်းတွေအစရှိသည့်ထိုအရာတွေကို dictionary တွေကိုကြည့်မယ်ဆိုလိုက်လို့ရှိရင်ပြန်ပြီးတော့မှနည်းနည်းပါးပါးလောက်ဘာသာပြန်တာလွဲချော်တာရှိရင်တောင်မှပြန်ပြီးတော့မှတက်မှတ်နိုင်တယ်မှန်ကန်နိုင်ပါတယ်ဒါပေမဲ့ doctrine တွေနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့မိမိယုံကြည်ရာကိုးကွယ်ရာဘာသာတရားတိုင်းအသီးသီးမှာရှိတယ်မြန်မာနိုင်ငံမှာတောင်မှဗုဒ္ဓဘာသာကနော် doctrine ပေါင်း10ခုကျော်တယ်ဗုဒ္ဓဘာသာမှာတယောက်နဲ့တယောက်မတူညီတဲ့ယုံကြည်ချက်က10ခုကျော်တယ် denomination 10ခုလောက်ရှိတယ်ဆိုတော့အဲ့ထက်မကများတယ်နော်ကျွန်တော်တို့လူမျိုးပေါင်းလောက်မှာတောင်မှဟိုမဆလာလက်ထက်မှာဟိုဗာလဲဗုဒ္ဓဘာသာရဲ့ doctrine တစ်ခု denomination တစ်ခုကိုအာရမဝါဒီဆိုပြီးလက်မှတ်ထိုးပြီးတော့မှသူတို့ကိုထွက်ခိုင်းလိုက်တယ်အဲ့ဒီထွက်ခိုင်းတဲ့အဲ့ဒီဂိုင်းကန doctrine ကိုနော်အဲ့ဗုဒ္ဓဘာသာဂိုင်းကနတစ်ခုပါဆိုလိုက်လို့ရှိရင်ကြောက်ကွင်းအရေးတော်ဘုံတုံးကနော်ကျွန်တော်တို့ခရစ်ယာန်တွေနဲ့ပေါ့နော်ကြောက်ကွင်းဘက်မှာအဲ့လိုတယောက်နဲ့တယောက်မေးကြမြန်းကြတဲ့အခါမှာခေါင်းဆောင်တဲ့ဘာသာတရားဖြစ်တယ်ဘာသာရေးခေါင်းဆောင်တဲ့သူတို့ရဲ့အဲ့ဒီ doctrine ဗုဒ္ဓဘာသာ doctrine ကိုကိုးကွယ်တဲ့လူဖြစ်တယ်အဲ့ဒါဘာကိုပြောချင်တယ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီတုန်းကတိုက်ခိုက်ခဲ့တာဆိုတာတိတ်ပြီးတော့မှမရှိဘူးအနှဲငယ်တော့ဘာသာတရားတွေမှာတော့ဟိုစိန်ခေါ်တာလေးတွေတော့ရှိတာပေါ့ဒါပေမဲ့နောက်ပိုင်းမှာစာရေးတဲ့လူတွေကချက်တွန်ပြီးတော့မှရေးတဲ့ခါကျတော့အကြီးအကျယ်ဒီဘေတ်ကြီးလုပ်တယ်လို့မျိုးဖြစ်တာမဟုတ်ဘူးသူဘက်ကတင်ပြကိုဘက်ကတင်ပြအဲ့လောက်လို့လောက်တာဒါပေမဲ့ဒီ
ခရိယန်ဘာသာကိုသူမကျေနပ်တဲ့ຢာတွေမရှင်းလင်းတဲ့ຢာတွေကိုပြောဆိုခဲ့တယ်တိုက်ခိုက်ခဲ့တဲ့အဲ့ဒီဗုဒ္ဓဘာသာဂိုင်းကနတစ်ခုဟာ1980ကျော်လောက်မှာဖျက်သိမ်းခြင်းကိုခံရတယ်နော်ဘလောက်အောင်စရာကောင်းတယ်ယေရှုကပြောခဲ့တယ်နော်ဘာပြောခဲ့တာလဲသူ့ကိုစန့်ကျင်တဲ့ဂျူးဘာသာရေးကောင်းဆောင်တွေကိုဘာပြောခဲ့လဲအကျဉ်သူသည်ထိုကြောက်ပေါ်သို့ကြ၏ထိုသူသည်ကျိုးလက်တက်အကျဉ်သူအပေါ်သို့ထိုကြောက်သည်ကြ၏အားလုံးပြောကြည့်ရအောင်ထိုသူသည်ဗါတယ်လေညံ့ညက်ကြေလက်တက်ညံ့ညက်ကြေသွားပြီအဲ့ဒီ denomination တစ်ခု1981လား80လားမသိဘူးအဲ့ဒီကမှာအဲ့ဒီကာလလောက်မှာအဲ့ဒီသူရာမရှိဘူးဆိုလို့ရှိရင်နော်ခရိယန်ဘာသာကိုတိုက်ခိုက်ခဲ့တဲ့ဘာသာနော်အဲ့ဒီ denomination တစ်ခုဗုဒ္ဓဘာသာတွေက denomination တစ်ခုဟာဒီကနေ့ကျိုးပဲ့ညံ့ညက်ကြေပြီးပျောက်ကွယ်သွားပြီနော်မရှိတော့ဘူးဒါကြောင့်မို့လို့ဘာပြောချင်တယ်လဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ခရိယန်တွေဟာကိုယ့်ရဲ့ဘာသာကိုကိုယ်ကာကွယ်စရာဘာမှမရှိဘူးကိုဝိညာဉ်ရေးအတ္တမှန်ကန်ဖို့ပဲဒါအရေးကြီးတယ်ငါတို့ဘာသာကိုဒီလူကထိကြိုက်တာလားစော်ကားတာလားငါမခံဘူးကွမင်းတို့ဘာသာကဘာညာမင်းတို့ဘာသာလဲဘယ်လိုညာလို့ပြောစရာအကြောင်းမရှိဘူးနော်ကျမ်းစာမှာပြောထားပြီးသားယေရှုကဗျာဒိတ်ပေးပြီးသားနော်ညံ့ညက်ကြေသွားပြီတောက်ွယ်သွားပြီနော်မရှိတော့ဘူးအဲ့ရကိုတိုက်ခိုက်ခဲ့တဲ့အဲ့ဒီ denomination တစ်ခုကနော်လုံးဝကွယ်ပြောက်သွားပြီဖြစ်တယ်အဲ့လိုတွေမဟုတ်ဘူးနော်အဲ့ဒီဘာသာရေးခေါင်းဆောင်ကြီးကိုယ်တိုင်ရေးသားခဲ့တဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့စာပေပဋိယတ္တိတွေအားလုံးလည်းဖြတ်သိမ်းခြင်းကိုခံရတယ်တွေ့ကြည့်တော့နည်းနည်းလုံးမဟုတ်ဘူးနော်ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ခြားသောဗုဒ္ဓဘာသာညီကိုမောင်နှမတွေကမင်းတို့ခရိယန်တွေဘာညာအဲ့လိုတာပြောတာအဲ့ဒီတော့ကတိုက်ခိုက်ခဲ့တဲ့ဘုန်းကြီးရဲ့နော်ဆရာတော်ကြီးရဲ့စာပေတွေနဲ့သမိုင်းတွေကလုံးဝဖျောက်ပြက်ပလိုက်ပြီဖြစ်တယ်မရှိတော့ဘူးသူနဲ့တကွအကုန်လုံးကိုချိန်မွားပလိုက်ပြီဖြစ်တယ်နော်အဲ့လိုပြောတော့မရှိဘူးလားဆိုရှိတော့ရှိတယ်မှောင်ခိုအနေနဲ့ပဲရှိတော့တယ်တရားဝင်မရှိဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီသူ့ရဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အဲ့ဒီပုံရဲ့သူ့ရဲ့ယုံကြည်ချက်သူ့ရဲ့ခံယူချက်သူ့ doctrine ကခရိယန်ဘာသာကိုသာတိုက်ခိုက်တာမဟုတ်ဘဲနဲ့လက်ရှိမြန်မာနိုင်ငံမှာယုံကြည်နေတဲ့ထေရဝါဒယုံကြည်ချက်ပါတိုက်ခိုက်ထားတဲ့အတွက်ကြောင့်ဖြစ်တယ်သူကထေရဝါဒကိုနော်သူကနော်ဝေဖန်တိုက်ခိုက်ပြီးတော့မှလက်ရှိထေရဝါဒကိုနော်ဖျက်သိမ်းရမတတ်သူ့ရဲ့တရားတာလွှမ်းမိုးလိုက်မယ်ဆိုရင်သူ့ doctrine တာလွှမ်းမိုးလိုက်မယ်ဆိုရင်သူ့ရဲ့ယုံကြည်ချက်သွန်သင်ချက်တာမြန်မာနိုင်ငံဗုဒ္ဓဘာသာလောကမှာနေရာယူပြီးတော့မှလွှမ်းမိုးနိုင်မယ်ဆိုရင်လက်ရှိဗုဒ္ဓဘာသာရဲ့ထေရဝါဒကွယ်ပြောက်သွားတယ်လက်ရှိယုံကြည်ချက်တွေသွန်သင်ချက်တွေကနော်လက်ရှိအမူအကျင့်တွေအားလုံးပြောင်းလဲသွားမယ်ဒါပေမဲ့နိုင်ငံတော်အစိုးရကနော်လွန်ခဲ့တဲ့နှစ်ပေါင်း45နှစ်လောက်ကတည်းကဖျက်သိမ်းလိုက်ပြီဖြစ်တယ်နော်လွန်ခဲ့တဲ့နှစ်ပေါင်း45နှစ်လောက်ကတည်းကဖျက်သိမ်းလိုက်လို့မရှိတော့ဘူးဖြစ်တယ်ဒါကြောင့်ကျွန်တော်ဗာပြောချင်တယ်လဲလို့ဆိုလို့ရှိရင်ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာအဲ့လောက်ရှိတယ်ကမ္ဘာမှာတော့အများကြီးပဲရှိတယ်ကမ္ဘာမှာအများကြီးရှိပါတယ်မြန်မာနိုင်ငံမှာတော့နော်ခုနပြောတဲ့10ခုကျော်လောက်ပဲရှိတယ်အဲ့10ခုကျော်လောက်မှာအခုနောက်ဆုံးဖျက်သိမ်းလိုက်တာအဲ့ဒါဖြစ်တယ်နောက်ထပ်ဘာတွေဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့တာကြီးတိတိကျကျသတင်းမရတော့မသိဘူးအဲ့ဒါမို့ဘာပြောချင်တယ်လဲလို့ဆိုရင်ဒီဗုဒ္ဓဘာသာဆိုတိုင်းဗုဒ္ဓဘာသာတိုင်းကအကုန်တူနေတာမဟုတ်ဘူးယုံကြည်ချက်ကနော်ခရိယန်ဘာသာဆိုတိုင်းခရိယန်တွေရဲ့ယုံကြည်ချက်ကတူနေတာမဟုတ်ဘူးအဲ့ဒါကိုကွဲပြားအောင်မြင်အောင်လို့ပြောတာဖြစ်တယ်အစ္စလာမ်ဘာသာဆိုတိုင်းအစ္စလာမ်တွေနော်ရှီးထိုင်နဲ့ဆွန်နေနဲ့တယောက်နဲ့တယောက်ယုံကြည်ချက်ကတူနေတာမဟုတ်ဘူးတချို့ကငြိမ်းချမ်းစေလိုတဲ့ဆန္ဒရှိတယ်တချို့ကမငြိမ်းချမ်းခြင်းဘူးနော်မနေ့ကလိုင်းပေါ်မှာအစ္စလာမ်မျိုးသမီးတယောက်ကသူတို့အစ္စလာမ်ချင်းချင်းကိုပြောထားတာတွေးလိုက်တယ်ထူးဆန်းတယ်အဲ့ဒါဘာလဲလို့ဆိုလို့ရှိရင်တချို့အစ္စလာမ်ဂိုင်းကနာတွေကဘာလဲလို့ဆိုလို့ရှိရင်အစ္စလာမ်ဖြစ်ပြီဆိုလူမျိုးကိုမပြောရတော့ဘူးလူမျိုးမရှိတော့ဘူးမှာဥပမာဗမာလူမျိုးတယောက်အစ္စလာမ်ဖြစ်ရင်အစ္စလာမ်ပဲကိုယ့်ကိုဗမာလိုမပြောနဲ့တော့ချင်းတယောက်ကရင်တယောက်နော်ရခိုင်တယောက်ကချင်တယောက်
တရုတ်တယောက်အစားရှိသည်ပေါ့သူအစ္စလာမ်ဖြစ်သွားရင်သူ့ရဲ့လူမျိုးကိုမပြောနဲ့တော့အစ္စလာမ်ပဲကိုပြောတော့ငါအစ္စလာမ်အဲ့လိုပဲပြောတော့ဆိုတော့မှဒါဟာမှားတယ်လက်မခံဘူးနော်အဲ့ဒီမျိုးသမီးကအစ္စလာမ်မျိုးသမီးကဘာလို့လဲကျမဟာဗမာလူမျိုးဖြစ်တယ်ဒါပေမဲ့အစ္စလာမ်ဘာသာဟာအစ္စလာမ်ဘာသာကိုယူတယ်ဒါပေမဲ့ကျမမှာလူမျိုးရှိတယ်ကျမကဗမာပဲတဲ့နော်အဲ့လိုမျိုးနဲ့အမျိုးသမီးကပြောတယ်ဒါကြောင့်မို့တချို့ကြတော့လူမျိုးကိုဝါမျိုးပြစ်ချင်တဲ့ဘာသာတရားနဲ့နော်ဒါကြောင့်တချို့ဟာတွေကအဲ့လိုမဟုတ်ဘူးအကုန်လုံးမဟုတ်ဘူးပေါ့နော်တချို့နော်အစ္စလာမ်မှာလည်းဒါကြောင့်မို့အစ္စလာမ်တိုင်းမတူဘူးလို့ပြောတာဖြစ်တယ်အဲ့တိုင်းမဲ့ဒီနေ့ခရိယန်တွေခရိယန်ဖြစ်တိုင်းယုံကြည်ခြင်းကမတူတဲ့ခါကျတော့ဒီခရိယန်တွေရဲ့ဒီနေ့အနှစ်သာရပေါ့ဥပမာဗုဒ္ဓဘာသာတွေရဲ့အနှစ်သာရကနိဗ္ဗာန်ပေါ့နော်အဲ့လိုဖြစ်တယ်လို့သူ့ရဲ့ဂိုးကသူ့ရဲ့ပန်းတိုင်ကနိဗ္ဗာန်ဖြစ်တယ်လို့ခရိယန်တွေရဲ့ဂိုးခရိယန်တွေရဲ့ပန်းတိုင်နောက်ဆုံးအန်တိမရောက်ချင်တဲ့အရာကောင်းမြင်ပုံပဲနော်အဲ့ဒါကိုရောက်စေတဲ့တရားအဲ့ဒီရောက်စေတဲ့တရားကတော့ကျေးဇူးတရားပဲဖြစ်တယ်ဗုဒ္ဓဘာသာတွေမှာနိဗ္ဗာန်ကိုရောက်စေတဲ့တရားကမဂ်ခင်၈ပါးနဲ့သစ္စာ၄ပါးအနိစ္စဒုက္ခအနတ္တတရားတွေဖြစ်တယ်နော်အဲ့ဒီတရားတွေကိုအဓိကနိဗ္ဗာန်ရောက်ကြောင်းတရားတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီတရားတွေကဒီကနေ့မြန်မာနိုင်ငံမှာဗာလဲအင်မတန်မှမှင်းမိန်နေတယ်တကယ်ဗုဒ္ဓရဲ့တရားစစ်တရားမှာမှင်းမိန်နေတာတကယ်မှင်းမိန်တာနော်ပြီးတဲ့နေ့ကလိုင်းပေါ်မှာကျွန်တော်တို့အားလုံးလဲကြားနေရမှာတခုရှိတယ်အဲ့ဒါဗာလဲလို့ဆိုလို့ရှိရင်ဒီအိုင်းစတိုင်းနဲ့ပတ်သက်လို့ပေါ့နော်အိုင်းစတိုင်းနဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာဟော့နေတဲ့တခုရှိတယ်အိုင်းစတိုင်းဟာဘာသာတရားတွေအားလုံးကိုလေ့လာကြည့်တဲ့အခါမှာနော်ဘယ်ဘာသာတရားမှာမှနော်တိတ်ပြီးတော့မှသူစိတ်ထဲမှာမကြိုက်ဘူးသူအကြိုက်ဆုံးတရားကတော့ဗုဒ္ဓဘာသာပဲဖြစ်တယ်သူတကယ်လို့ဘာသာတရားတစ်ခုကိုရွေးချယ်မယ်ဆိုဗုဒ္ဓဘာသာကိုပဲရွေးချယ်မှာပဲဖြစ်တယ်ဆိုတော့အိုင်းစတိုင်းရဲ့ပြောစကားဆိုပြီးတော့မြန်မာနိုင်ငံမှာဟော့နေတယ်မြန်မာနိုင်ငံရဲ့ပညာအရှိဆုံးနာမည်အကြီးဆုံးပုဂ္ဂိုလ်တစ်ပါးဘာသာရေးကောင်းဆောင်ဆရာတော်တစ်ပါးတောင်အဲ့လိုပြောထားမှတော့နော်မြန်မာနိုင်ငံလူတွေကအကုန်လုံးကအဲ့ဒီဟောပြောချက်အဲ့ဒီသွန်သင်ချက်နော်အဲ့ဒီကြေညာချက်ကိုကြိုက်ပြီပေါ့နော်နှစ်သက်ပြီပေါ့ဟာအကုန်လုံးကအိုင်းစတိုင်းတောင်မှနော်တကယ်ကိုပဲသိပ္ပံပညာရှင်ကြီးတယောက်ကတောင်မှယူပဗေဒပညာရှင်ကြီးတယောက်ကတောင်မှနော်အတန်ဘုံကိုစလုပ်ခဲ့တဲ့ပုံကိုကြီးတယောက်ကအတန်တွေအကြောင်းကိုနော် relativity theory ကိုပေါ်ထုတ်နိုင်တဲ့ပုံကိုကြီးတယောက်ကတောင်မှဒီလိုပြောတယ်ဆိုပြီးမှအဲ့လိုမျိုးနဲ့ပြောနေကြတယ်ပြောမှာပေါ့မြန်မာနိုင်ငံရဲ့အကြီးဆုံးနံပါတ်1နေရာမှာထားတဲ့ပုံကိုကြီးကိုယ်တိုင်ကအဲ့စကားကိုပြောတာကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဘာတွေးရလဲလို့ဆိုရင်အဲ့ဒီတရားကဘယ်ဆလာတာလဲဆိုပြီးမှကဘာမှာရှာကြတယ်အဲ့ဒါအိုင်းစတိုင်းတကယ်ပြောခဲ့သလားဆိုတော့ရှာတယ်နော်အိုင်းစတိုင်းကဂျူဒဆင်ဖြစ်တယ်တကယ်တော့အိုင်းစတိုင်းကဘာသာမဲ့မဟုတ်ဘူးအိုင်းစတိုင်းကဖန်ဆင်းရှင်ကိုလက်ခံတဲ့သူဖြစ်တယ်မြန်မာနိုင်ငံကအထင်ကြီးလေးစားရတဲ့စာပေလောကမှာနော်ပညာတတ်လည်းဖြစ်တယ် professor တွေလည်းဖြစ်တယ်နန္ဒသိန်းဇာတို့မရှိရှာတော့ဘူးနောက်ပြီးတော့ကျတော့တက္ကသိုလ်စမ်းလွန်တို့ဘုန်းကြီးဘဝနဲ့ပြန်လွန်တော်မူသွားတယ်သူကလည်းပါကျုပ်တော့မဖြစ်ပေမဲ့တက္ကသိုလ်ရဲ့အကြီးအကဲတယောက်ဖြစ်ခဲ့တယ် philosophy ဌာနသူတို့ကိုယ်တိုင်ကအိုင်းစတိုင်းကနော်ဂျူးဘာသာဝင်ဖြစ်တယ်နောက်ပြီးတော့ဖန်ဆင်းခြင်းကိုလက်ခံတယ်ဆိုတော့သူတို့ကိုယ်တိုင်သိတယ်သူတို့စာတွေကိုဖတ်ကြည့်လိုက်သူတို့သိတယ်ကျန်တဲ့လူတွေကမပြောရဲလို့မပြောတာနော်အောင်သင်းတော်မှာပြောတယ်အောင်သင်းလည်းသိတယ်နော်စာရေးဆရာအောင်သင်းကျန်တဲ့လူတွေကမသိကြဘူးဘုဒ္ဓတာလည်းမသိတော့မရှိတာလည်းပါတာပေါ့နော်မပြောရဲကြဘူးသူတို့တွေကသိတယ်အိုင်းစတိုင်းဟာဂျူးဘာသာဝင်အိုင်းစတိုင်းဟာဖန်ဆင်းခြင်းကိုလက်ခံတဲ့သူဖြစ်တယ်ဘယ်လိုစကားတွေပြောခဲ့တယ်ဆိုတာခုနကျွန်တော်ပြောတဲ့ပုံကိုယ်တွေမြန်မာနိုင်ငံအကျော်အမော်ပုံကိုယ်တွေကပြောနိုင်တယ်ဒါပေမဲ့ဘာသာရေးကောင်းဆောင်တယောက်ကအဲ့လောက်အသိဉာဏ်မရှိတဲ့အခါကျတော့ तू ကအဲ့လိုမျိုးပြောတယ်အိုင်းစတိုင်းကဘာသာမဲ့ဖြစ်တယ်တဲ့ကျွန်တော်ကိုယ်တိုင်ကသူဟောတဲ့တရားကိုနားထောင်ကြည့်တယ်တကယ်တော့အိုင်းစတိုင်းကအဲ့လိုမျိုးပြောခဲ့သလားငါကဘာသာတစ်ခုကိုယူမယ်ဆိုရင်ဗုဒ္ဓဘာသာကိုယူမယ်လို့ပြောခဲ့သလားဆိုတာကိုအဲ့ဒီအရာကိုအိုင်းစတိုင်းရဲ့နောက်ဆုံးသေတန်းစာတိလိုက်ရှာကြည့်တယ်မတွေ့ရနော်
Oxford တက်တော်တွေ Cambridge တက်တော်တွေမှာရှိတဲ့ library တွေနော် USA မှာရှိတဲ့နော်ကမ္ဘာမှာအကြီးဆုံး library တွေလိုက်ရှာတယ်မတွေ့ဘူး Einstein ဘယ်နေရာများဟောခဲ့တာလဲဘယ်တော့မှများပြောခဲ့တာလဲနော်အဲ့စကားကိုဆိုအထောက်ထားမယုံလို့ရှာတာမဟုတ်ဘူးပြောခဲ့တဲ့အထောက်ထားကိုတေးသေးချာချာအထောက်ထားနဲ့ပြဖို့အတွက်ရှာတာမတွေ့ဘူးဒါပေမဲ့နောက်ဆုံးမှတွေ့လာတယ်တွေ့ပြီဘယ်မှာတွေ့လဲဆိုတော့ဂျပန်မှာသွားတွေ့တာနော်ဂျပန်မှာသွားတွေ့တာဂျပန်မှာသွားတွေ့တာဘလို့နီးနဲ့တွေ့တာလဲဆိုတော့ဂျပန်နိုင်ငံရဲ့ဗုဒ္ဓဘာသာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာနဲ့မတူဘူးကျွန်တော်တို့နိုင်ငံကဗုဒ္ဓဘာသာထေရဝါဒတွေဖြစ်တယ်။အိုးအိန္ဒိယနေချင်းထိုင်းနိုင်ငံတို့ကျတော့မဟာယာနတွေဖြစ်တယ်။နောက်ပြီးတော့ကျတော့ဒီတိဘက်တို့ဆိုလို့ရှိရင်လည်းမဟာယာနတွေဖြစ်တယ်။နော်မဟာယာနတွေကမှဟိုတုန်းကကျွန်တော်ပြောမှုတယ်လာမဝါဒတွေဖြစ်တယ်။နော်လာမဝါဒအကြောင်းကိုကျွန်တော်ပြောပြီးပြီနော်။လာမဝါဒနဲ့ပတ်သက်ပြီးမှဘာသာရေးသမိုင်းပညာရှင်တွေကအဲ့ဒီတိဘက်ကိုမရောက်ခင်မှာပထမအဆုံးကြီးပွားခဲ့တဲ့လာမအယူဆကနီပေါနိုင်ငံမှာကြီးပွားတာဖြစ်တယ်။နီပေါနိုင်ငံမှာကြီးပွားခဲ့တဲ့ကြီးပွားစဉ်အခါကအစပြုစဉ်အခါကကိုပဲအဲ့ဒီဘာသာတရားဟာလာမဝါဒဟာပြက်နေတော့ပြက်စီးနေတော့အယောအနောတွေများနေတော့ဗုဒ္ဓဘာသာဖြစ်တယ်လို့အဲ့လိုမျိုးပြောခဲ့လိုက်တာဖြစ်တယ်။ပြက်စီးနေတော့ဗုဒ္ဓဝါဒဖြစ်တယ်နော်အဲ့ကြောင့်မလို့လာမဝါဒတွေနောက်တော့ကြတော့ဒီနော်အခုဂျပန်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဘုန်းကြီးတွေဗုဒ္ဓဘာသာတွေကဘာလဲလို့ဇင်လို့ခေါ်တဲ့ဝါဒဖြစ်တယ်ဇင်ဝါဒခုနပြောတဲ့ထေရဝါဒမဟာယာနဝါဒနော်ခုနပြောတဲ့လာမဝါဒအဲ့လိုမျိုးတွေအများကြီးရှိတဲ့ဝါဒတွေကဗုဒ္ဓဝါဒတွေမှာအဲ့ခါမှာဇင်ဝါဒဘုန်းကြီးတစ်ပါးကအိုင်းစတိုင်းနဲ့ပတ်သက်တဲ့အရာတွေကိုအနောက်နိုင်ငံတွေကိုသူဒီလိုမျိုးစာပေတွေလေ့လာရင်ဖတ်ရှုရင်းနဲ့အိုင်းစတိုင်းကြောင့်ကိုသူကလေ့လာလိုက်တယ်ဖတ်ရှုမိလိုက်တဲ့အခါကျတော့အိုင်းစတိုင်းရဲ့ဒီနော်သူ့ရဲ့ပညာတရားတွေသူ့ရဲ့အသိဉာဏ်တွေသူ့ရဲ့ philosophy တွေသူကလည်းဖန်ဆင်းခြင်းနဲ့ပတ်သက်လို့အိုင်းစတိုင်းကိုယ်တိုင်ပြောခဲ့တာတွေကအများကြီးလေနောက်ပြီးတော့သိပ္ပံပညာရှင်တွေကလည်းဒီဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေနော်အဲ့ဒါတွေကိုလည်းသူကအများကြီးဖြေခဲ့ရတဲ့ပုံကိုလေအဲ့တော့မှသူကဉာဏ်ပညာကြီးတဲ့ပုံကိုဆိုတော့ကြတော့နော်ဥပမာတွေနဲ့အမျိုးမျိုးနဲ့ပြောပြတဲ့ပုံကိုလက်တွေ့ကြတဲ့စကားတွေနဲ့ပြောပြခဲ့တဲ့ပုံကိုနော်အဲ့ဒီဇင်ဂျပန်ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကသူကဘာပြောခဲ့တယ်လဲလို့ဆိုလို့ရှိရင်တကယ်တော့အိုင်းစတိုင်းဟာဗုဒ္ဓဘာသာဖြစ်ရင်သိကောင်းပါပဲတွေ့လားနော်အလုံးစုံစัจ java လာကြီးကိုသိနေတဲ့သူဖြစ်တဲ့အတွက်သူဟာဗုဒ္ဓဘာသာဖြစ်ရင်သိကောင်းပါပဲလို့သူကအဲ့လိုပြောခဲ့တာအိုင်းစတိုင်းကပြောခဲ့တာမဟုတ်ဘူးနော်ဒါကြောင့်မလို့မြန်မာနိုင်ငံမှာအကြီးဆုံးနံပါတ်1နေရာမှာရှိတဲ့ဘာသာရေးခေါင်းဆောင်ကြီးကဗုဒ္ဓဘာသာခေါင်းဆောင်ကြီးကပြောကြတော့ကျန်တဲ့လူတွေပြောပြီးပေါ့အဲ့လူပုဂ္ဂိုလ်ကိုယ်တိုင်ကအဲ့ဒီလောက်ထိအောင်ဘဟုတုတမရှိတာကိုတွေ့ရတယ်နော်ဒီစကားဘယ်ကလာတာလဲဆိုတာကျွန်တော်ဟိုတခါတော့ကနော်မိတ်ဆွေတယောက်ပေါ့နော်မိတ်ဆွေတယောက်ကမပြောလဲလို့ဆိုလို့ရှိရင်ဒီဟိုဗုဒ္ဓဘာသာဟာဘာသာတရားမဟုတ်ဘူးလို့ပြောခဲ့တဲ့ຢာတွေကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်နော်အဲ့တိုင်းပဲအမှန်ကခရစ်ယာန်ဘာသာတရားမဟုတ်ဘူးလို့ပြောခဲ့တာပေါ်မှာလိုက်ပြောထားတာဖြစ်တယ်နော်အဲ့ဒါကိုကျွန်တော်ဟိုတုန်းကရှင်းပြပြီးဖြစ်တဲ့အတွက်ပြန်ရှင်းမပြတော့ပါဘူးလို့နော်သူပြောတဲ့အရာတွေကကျွန်တော်ပြန်မေးလိုက်တဲ့အခါကျတော့အကုန်လုံးကသူ့အတွက်ကနော်သူပြောတဲ့စကားမမှန်ဘူးဆိုတာသူသိသွားတယ်ဘာဖြစ်လို့လဲနော်ဘာသာတရားဆိုတာ၃မျိုးရှိတယ်ယုံကြည်ခြင်းရယ်ကိုးကွယ်ခြင်းရယ်နော်အဲ့ဒါတွေရှိရတယ်နော်ယုံကြည်မယ်ကိုးကွယ်မယ်နော်ဒါကြောင့်မလို့နောက်ပြီးတော့အဲ့လိုမျိုးနဲ့ပြောတဲ့ခါကျတော့ယုံကြည်ခြင်းနဲ့ကိုးကွယ်ခြင်းမပါဘဲနဲ့ဘာသာတရားဆိုတာဘယ်လိုလုပ်တည်ဆောက်လို့ရတွက်ကြည့်လိုက်နော်ယုံကြည်ခြင်းနဲ့ကိုးကွယ်ခြင်းမပါဘဲနဲ့ဘာသာတရားဆိုတာဘယ်လိုလုပ်တည်ဆောက်လို့ရဥပမာတစ်ခုခရိယန်တွေနော်ခရိယန်ဖြစ်ခြင်းတွေမှာခရစ်တော်ပြောတဲ့စကားတွေငါမယုံပါဘူးကွာဟာချမ်းသာကိုငါမယုံပါဘူးကွာနော်ငါဘာငါကိုပဲဟိုဗုဒ္ဓဘာသာဗုဒ္ဓပြောခဲ့သလိုပေါ့ငါဘာငါဝေဖန်အောင်မယ်လေကွာငါဘာငါနော်စဉ်းစားအောင်မယ်လေကွာငါဘာငါဝေဖန်ပြီးတော့မှငါယုံညင်တာယုံမယ်မယုံညင်တာမယုံဘူးကွာတရားမှတရားမယုံဘူးကွာလို့ဆိုလို့ရှင်ခရိယန်ဖြစ်လို့ရအဲ့ဒီမဲ့ဗုဒ္ဓရဲ့တရားတွေကိုတရားမှတရားမယုံဘူးဆိုလို့ရှင်နော်ယုံကြည်ခြင်းမပါဘူးဆိုလို့ရှင်ဘယ်လိုလုပ်မို့လို့ဘာသာဖြစ်မလဲ
အဲ့လိုပြောတဲ့ခါကျတော့သူလည်းဟုတ်တယ်ဝန်ခံသွားတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေပညာတတ်တစ်ယောက်ကနော်ဘုရားဘာသာဟာဘာသာတရားမဟုတ်ဘူးဆိုတာကယုံကြည်ခြင်းနော်ဥပမာတစ်ခုခရိယန်တွေကြတော့ယုံကြည်ခြင်းနဲ့ပေါ့နော်ယုံကြည်ခြင်းနဲ့ကိုးကွယ်ခြင်းနဲ့ပေါ့နော်ဆုတောင်းခြင်းနဲ့ပေါ့ဟုတ်လားအဲ့ဒါမျိုးတွေရှိတဲ့အတွက်ဘာသာတရားဖြစ်တယ်ငါတို့ကအဲ့ဒါမရှိဘူးတဲ့တကယ်တမ်းမရှိဘူးလားရှိလိုက်တာမှထုံတစ်ခေါက်နော်ဟိုနေ့မှကျွန်တော်နားမှာနတ်ကနာတွေနတ်ပွဲတွေလှုပ်သွားတာဆုတောင်းလိုက်ကြတာမှအမြောက်အများဖျားဆိုတော့မပြောနဲ့နတ်တောင်ဆုတောင်းတာနော်ဒါကြောင့်မလို့ကျွန်တော်ဗာပြောရလို့ဆိုဒါဒီကိုထားလိုက်တော့ကျွန်တော်ပြောခြင်းနဲ့ဘာလဲလို့ဆိုရင်ခရိယန်တွေနော်လိုချင်တာလည်းကောင်းမြင်ပုံဖြစ်တယ်ခရိယန်တွေကောင်းမြင်ပုံကိုရောက်စေတဲ့အရာခုနပြောတဲ့ကိုကျူးလွန်တဲ့ဒူးဆိုင်ပြစ်တွေကိုနော်လွတ်မြောက်ခြင်းနဲ့ငရဲကအပယ်ငရဲကလွတ်မြောက်ခြင်းနဲ့အဲ့လိုလွတ်မြောက်ခြင်းတဲ့အခါမှာဒီနေ့ခရိယန်လောကတိဆောက်ထားတဲ့တရားကကျေးဇူးတရားတစ်ခုတည်းနဲ့တိဆောက်ထားတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှပြီးတဲ့ဘက်ကကျွန်တော်ပြောခဲ့ပြီကျေးဇူးတရားနဲ့တွဲနေတဲ့အရာအပြစ်တရားဖြစ်တယ်ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ခရိယန်တွေဟာအပြစ်တရားနဲ့ကျေးဇူးတရားကိုသူတို့အဲ့လောက်ကိုတော့ပြောတယ်ဒါပေမဲ့ကျေးဇူးတရားကိုပို့ပြောတယ်အပြစ်တရားကနည်းနည်းပဲပြောတယ်အဲ့ဒီတရားနဲ့နော်ဒန်းတူညီတူရှိနေတော့နောက်ထပ်တရားရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဝိညာဉ်တရားနဲ့ဇာတိတရားတွေ့လားနော်ပြီးတဲ့ဘက်ကကျွန်တော်ပြောခဲ့ပြီနော်ယောမဩဝါဒစာကိုဖတ်လိုက်တဲ့အခါမှာနော်ပြီးတဲ့ဘက်ကကျွန်တော်ဝင်ငှခဲ့တယ်ယောမဩဝါဒစာအခန်းကြီး1အခန်းကြီး6ရဲ့နောက်ပြီးတော့အခန်းကြီး9ရဲ့အခန်းကြီး10ရဲ့ဆိုတာကျွန်တော်လေ့လာခဲ့ပြီအဲ့ဒီထဲမှာအပြစ်တရားနဲ့ခြေဆုတရားဆိုတာတွေ့ရတယ်ဇာတိတရားနဲ့ဝိညာဉ်တရားဆိုတာတွေ့ရတယ်တွေ့လားအဲ့ဒီဇာတိနဲ့ဝိညာဉ်ဆိုတာကြတော့ယနေ့ခရိယန်လောကမှာနော်မဟောမပြောဘူးဘာဖြစ်လို့လဲဆိုတော့ကျမ်းစာတက်သူတွေမှာ seminary တွေမှာနော် Bible College တွေမှာနော် training တွေမှာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှတိတ်ပြီးတော့မှမသင်ခဲ့ရတဲ့အတွက်မဟောတာမပြောတာကိုယ်တိုင်ကလည်းပြီးတဲ့ဘက်ကပြောခဲ့ပြီနော်မိမိကိုယ်တိုင်ကလည်းကျမ်းစာကိုအထထအခောက်ခောက်အဖန်ဖန်နှလုံးသွင်းပြီးတော့မှမဖတ်ခဲ့လို့လည်းအဲ့ဒါကိုမပြောနိုင်တာဖြစ်တယ်အဲ့ဒါကိုမပြောနိုင်ရတဲ့အကြောင်းရင်းကဇာတိနဲ့ဝိညာဉ် plan spirit ကိုကောင်းကောင်းမလေ့လာနိုင်တဲ့အခါကျတော့နော်ခုနပြောတဲ့ယောမ6တို့ယောမခန်းကြီး6တို့ခွင်တို့8တို့ကြတော့အပြတ်ပြောလိုက်ပြီဖြစ်တယ်။ဘာပြုလို့လဲဇာတိပဂရိအတိုင်းကျင့်တဲ့သူတွေကအပြစ်စင်ရင်နဲ့မလုပ်ဘူး။ဇာတိနဲ့သက်ရှင်တဲ့လူကအပြစ်စင်ရင်နဲ့မလုပ်ဘူး။ဂလာတိ9ထဲမှာဟိုးအရင်ဘက်ကဝင်ငှခဲ့ပြီဖြစ်တယ်။အဲ့ဒါပါလေဇာတိပဂရိအတိုင်းကျင့်တဲ့လူတွေကဖျားနိုင်ငံတော်ကိုအမွေမခံရဘူး။ဖယားသခင်နဲ့ခရစ်တော်ဤနိုင်ငံတော်ကိုအမွေမခံရဘူးအေဖက်ထဲမှာကောလောသဲထဲမှာအလက်ကောရင်သူထဲမှာဖယားရဲ့နိုင်ငံတော်ခရစ်တော်ရဲ့နိုင်ငံတော်ကိုမဝင်ရဘူးဇာတိနဲ့တက်ရှင်တယ်အေးဒီကနေ့ခရိယန်တွေရဲ့အာဏာချက်ကပါလဲဇာတိဝိညာဉ်နဲ့ဇာတိဆိုတဲ့ဒီ friend spirit နော်ဇာတိနဲ့ဝိညာဉ်ဆိုတဲ့အရာကိုမသိတဲ့အခါကျတော့ကဲတင်ခြင်းနဲ့လွဲချော်ကြရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကနေ့ကျမ်းစာနဲ့ပတ်သက်လို့နှုတ်ကပတ်တော်တွေဝေငါတိုင်းအမြဲတမ်းပြောနေတာကကဲတင်ခြင်းနဲ့ပတ်သက်တဲ့အရာကိုနော်ဗာလဲမပါတဲ့တရားဆိုတာကျမ်းစာတစ်လုံးမှာဘယ်နေရာမှမရှိဘူးကျမ်းစာ66အုပ်စလုံးမှာကဲတင်ခြင်းတရားပါတယ်ဂျေဇုတရားပါတယ်ဝိညာဉ်တရားပါတယ်ဇာတိတရားပါတယ်ဒါကြောင့်မလို့အာဗြဟံဟာနော်စာရာနဲ့နော်သူ့ရဲ့မယငယ်နော်သူ့ရဲ့ဂျုံမပေါ့နော်ဟာဂရစာရာနဲ့ဟာဂရကဇာတိနဲ့ဝိညာဉ်ဣဇက်နဲ့နော်အေသောကနော်ဣရှမေလပြောတာနော်ဣဇက်နဲ့ဣရှမေလကကိုပဲဇာတိနဲ့ဝိညာဉ်တွေ့လားနော်အေသောနဲ့ယာကုပ်ကဇာတိနဲ့ဝိညာဉ်
ကျမ်းစာထဲမှာဘယ်နေရာမှာပဲကြည့်ကြည့်ဇာတိနဲ့ဝိညာဉ်ဆိုတာရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာဇာတိနဲ့ဝိညာဉ်ကိုကျွန်တော်တစ်သက်မှာကြားလည်းမကြားဘူးဟောတာလည်းမကြားဘူးပြောတာလည်းမကြားဘူးသွန်သင်တာလည်းမကြားဘူးမြန်မာနိုင်ငံထဲမှာနိုင်ငံပေါင်း100ကျော်လောက်ကအမှုတော်ဆောင်နေနိုင်ငံသားတွေလာတာလည်းပြောတာမကြားဘူးမြန်မာနိုင်ငံထဲမှာလည်းအဲ့လိုပြောဖို့ရအတွက်မျှော်လင့်ချက်မရှိဘူးမြန်မာနိုင်ငံရဲ့အကြောင်းတွေကသင်မပေးနိုင်ကဘာမှာရှိတဲ့ကျမ်းစာအကြောင်းတွေကလည်းသင်မပေးနိုင်ဘူးကျမ်းစာထဲမှာရှိတဲ့အရာနော်ဒါကြောင့်မို့လို့ဒီကနေ့ကယ်တင်ခြင်းဆိုတဲ့ကျေးဇူးတရားတစ်ခုတည်းနဲ့ပဲနော်ကယ်တင်ခြင်းရနေတဲ့သူတွေအကြောင်းပြီးတဲ့ဘက်ကကျွန်တော်ပြောခဲ့တယ်ကျေးဇူးတော်ပွားများဖို့ရအတွက်အပြစ်တွေလုံးဝမလားဟုတ်လားနော်အပြစ်တရားတွေကိုဆက်ကျင့်အောင်မလားမကျင့်ရဘူးလို့ပြောခဲ့ပြီဒီနေ့အဲ့ဒီနော်ကျွန်တော်ယောမ8ကိုကျွန်တော်တို့အားလုံးတူတကွလှန်ထားရအောင်ယောမ8ကိုအငယ်7ကိုကျွန်တော်တို့ဖတ်ကြမယ်အားလုံးတူတကွဖတ်မယ်နော်ယောမဩဝါဒစာပြီးတဲ့ဘက်ကကျွန်တော်မရောက်ခဲ့ဘူးကဲတင်ခြင်းနေဆိုတဲ့အရာတွေကဘာတွေလဲနော်ကျေးဇူးတရားဝိညာဉ်တရားတွေဆိုတာဘာတွေလဲဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ခရစ်ယာန်တွေနော်ကဲတင်ခြင်းကိုရတယ်ဆိုတဲ့တရားတွေပဲဒါဖတ်နေကြတယ်နော်အိဖက်နေ့8 9ထီအောင်ဖတ်နေကြတယ်10ကိုမဖတ်ကြဘူးနော်အဲ့ဒါကိုကျွန်တော်ပြောခဲ့ပြီဖြစ်တယ်10ကိုဖတ်ကိုမဖတ်တာကဲတင်ခြင်းတင်တန်းပေးတဲ့လူဟောတဲ့လူကဘယ်သူမှမဖတ်တာတကယ်တမ်းကျတော့အပိုက်ငယ်1 2 3လေး verse တွေတောင်မှအဲ့ဒီနော်အိဖက်နော်နေ့ရဲ့8 9က10ကျမှအဆုံးသတ်ထားတာနော်အဆုံးသတ်ထားတာဗမာလိုပဲကြည့်ကြည့်အင်္ဂလိပ်လိုပဲကြည့်အဲ့ဒီအဆုံးသတ်တာကိုပဲခြံထားခဲ့သေးတာနော်တကယ်တော့ကျွန်တော်ဟိုတုန်းကကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်နော်ကဘာမှာကျမ်းစာအုပ်တွေအခန်းကြီးခန်းငယ်တွေမခွဲခင်ကဆိုလိုက်လို့ရှိရင်အေဖက်ဩဝါဒစာဆိုလဲအားလုံးကအကုန်လုံးတခန်းနဲ့ပဲတကြမ်းနဲ့ပဲဘယ်ကျမ်းစာဖြစ်ဖြစ်အဲ့တိုင်းပဲဖြစ်တယ်နောက်မှနော်73ရာစု15ရာစုကြာမှအကုန်လုံး BC ခွဲတာဖြစ်တယ်ဒီ print တွေပေါ်လာတဲ့ခါကျမှဘာမှမကြသေးဘူးဖြစ်တယ်အဲ့ဒါကိုခွဲခြားတွေဖတ်နေကြတာဖြစ်တယ်လို့ကဲဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့နော်ယောမဩဝါဒစာအခန်းကြီး8ရဲ့နော်အငယ်ခုနကကျွန်တော်ပြောခဲ့ပြီအငယ်7ခွင်ကိုကျွန်တော်တို့ဒုတိယဖတ်ရအောင်ပြီးတဲ့နေ့ကယောမ8ကိုကျွန်တော်တို့1နဲ့2ကိုဖတ်ခဲ့တယ်နောက်ပြီးတော့ကျတော့ယောမ8ရဲ့နော်ဂျန်တဲ့အချက်တွေကိုလည်းကျွန်တော်တို့ဖတ်ခဲ့တယ်နော်အငယ်9လည်းဖတ်ခဲ့တယ်ငယ်9လည်းဖတ်တယ်နဲ့တူပါတယ်နော်ခရစ်တော်ရဲ့ဝိညာဉ်ကိုမရရင်ခရစ်တော်နဲ့မဆိုင်ဘူးเนาะအဲ့ဒါကိုဖတ်ခဲ့မယ်เนาะဒီနေ့ကျတော့7ခွင်ကိုဖတ်မယ်ယောမဩဝါဒစာအခန်းကြီး8เนาะအငယ်7ခွင်သားမှန်လျင်အမွေခံတွေ့ရင်တူတကွဖတ်ရအောင်သားမှန်လျင်အမွေခံဘုရားသခင်၏အမွေခံဖြစ်ကြ၏ခရစ်တော်နှင့်အတူဘုံဝင်စားမိကြောင်းကိုယ်သခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလျင်ကိုယ်သခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏ဖတ်သွားတဲ့ကျမ်းစာအပြင်ကြားနာသူရောက်တိုင်းကိုယာဝေရဲ့ဝိညာဉ်တော်ကဆက်လက်၍ဖွင့်ပြကောင်းကြီးပေးပါစေအာမင်နော်ဒီမှာတွေ့လားသားမှန်ရင်အမွေခံသားကမှန်ရအောင်မှာအမွေခံတယ်ဆိုကြတော့ဘယ်အရာကိုအမွေခံတာလဲဘယ်အရာတွေနဲ့ရောပြီးတော့အမွေခံရလဲကျမ်းစာမှာတင်းတင်းချာချာပြောထားတယ်နော်ဘယ်သူမှအဲ့ကျမ်းစာကိုမဖတ်ကြဘူးဘယ်သူမှအဲ့ကျမ်းစာနဲ့ပတ်သက်လို့ဟောပြောတာကျွန်တော်မကြားဘူးတွေ့လားနော်သားမှန်လင်အမွေခံတာတော့မှသားမှန်ရအောင်မှာအဲ့ဒီအမွေခံတဲ့ခါမှာဘာတွေရောအမွေခံရတာလဲကျွန်တော်တို့ကျမ်းစာထဲမှာနော်ယူဒဝတ္ထုကိုကျွန်တော်တို့အားလုံးအလွတ်ရမတဖတ်ခဲ့ကြလိမ့်မယ်ဖတ်နေလိမ့်မယ်ယူဒဝတ္ထုကိုဘောဇာကနေပြီးတော့မှသူ့ရဲ့ရှေ့ကစီနီယာကြတဲ့နော်သူ့ရဲ့ညီကိုတယောက်ကိုနော်သူကဘာပြောခဲ့လဲမင်းနဲ့နော်အေလကာနာတို့ပိုင်တဲ့အမွေတွေကိုတဲ့ရွေးပိုင်တဲ့သူကမင်းကငါရှိရကြတယ်ဆိုတော့မင်းရွေးပါတဲ့အေလကာနာနဲ့ဆက်ဆိုင်တဲ့မြေတွေအမွေတွေကိုသူကရွေးရတယ်စီနီယံကြတဲ့အတွက်အဲ့ကြတော့အဲ့လူနာမည်မပေါ်ပြထားအဲ့ဒီလူကဘာပြောလဲဆိုအေးငါရွေးမယ်တဲ့အေလကာနာနဲ့ပတ်သက်တဲ့အမွေတွေကိုငါရွေးယူမယ်တဲ့နော်တော်လည်းပတ်စံရှိတဲ့လူဆိုကြအဲ့ကြတော့ဘောဓာပြောပြတယ်အေးတဲ့အဲ့ဒီရွေးယူရမယ်အဲမှာတဲ့
အခုနောက်ဆုံးအေးလကာနာရဲ့ချွေးမှယူတာလည်းပါတယ်နော်တဲ့မင်းအဲ့ဒါပါရွေးရမယ်ဆိုတော့ဟာအဲ့ဒါတော့ငါမရွေးနိုင်ဘူးကွာနော်မရွေးနိုင်ဘူးတဲ့အဲ့ဒါမရွေးရင်ဟိုဟာရွေးလို့မရတော့တွေ့လားနော်အေးလကာနာရဲ့အမွေနဲ့ဆက်ဆိုင်တဲ့မြေတွေယာတွေနော်ဥယျာဉ်တွေချမ်းမြေတွေနော်တခါလေတောင်တွေတို့လည်းရှိတတ်တယ်တခါလေစမ်းကြောင်းတွေပါတယ်ပေါ့နော်ကျွန်တော်လည်းတခါတလေမှာနော်ပြင်းလို့မှရောက်တဲ့ခါမှာဒီဇင်ဘာနင်းဆိုတဲ့အဲ့ဒီခြံဝန်းကိုကျွန်တော်ရောက်တဲ့ခါကျတော့အဲ့ဒီပိုင်ရှင်ကတရုတ်လို့ပြောပါတယ်နော်မြန်မာနိုင်ငံကကျွန်တော်ဗမာလူမျိုးတွေကတရုတ်အုံတော့မမီဘူးလေအဲ့ကြတော့အဲ့တရုတ်ကအဲ့မြေကိုသူဝယ်ထားတာဧကတော်တော်များတယ်ဧကတော့ကျွန်တော်ထင်တယ်ဧကရာကနန်းလောက်ရှိမယ်ထင်တယ်နော်ရှိလောက်မယ်နော်အဲ့ထဲမှာရေတကွန်တွေပါတယ်ဗျစမ်းချောင်းတွေပါတယ်နော်သူကဘာရေးထားလဲဆိုကျွန်တော်ငယ်ငယ်ကမက်တဲ့အိမ်မက်ကလေးတဲ့တွေ့တာနော်ကျွန်တော်ငယ်ငယ်ကမက်တဲ့အိမ်မက်ကလေးပါတဲ့ကျွန်တော်လည်းအဲ့လိုမြေလေးတွေကိုလိုချင်တယ်အဲ့လိုနော်စမ်းချောင်းလေးနဲ့ရေတကွန်လေးနဲ့နော်တောင်ကုန်းကလေးနဲ့ရာသီဥတုလည်းအေးမြပြီးတော့ဘာစိုက်သမျှဖြစ်တဲ့အရာလေးပေါ့အဲ့လိုဟာလေးတွေနော်ကျွန်တော်လည်းအဲ့လိုတောင်ကုန်းနဲ့စမ်းချောင်းနဲ့နော်ရေတကွန်လေးတွေပါတဲ့ခြံဝင်းလေးလိုချင်တယ်နော်ဟောဒါတော့လူရဲ့သဘောတဘာဝပြောပြတာပါနော်အဲ့ဒါမျိုးတက်မဲ့တာမဟုတ်ပါဘူးနော်ဘယ်လိုမှမတက်မဲ့ပါဘူးနော်ပြောချင်တာကဣတရီလလူမျိုးတွေလည်းတခါတလေမှာအထက်စမ်းချောင်းအောက်စမ်းချောင်းနော်ကာလက်တို့သူ့သားသမီးတွေကသူ့သမီးတွေကအမွေတောင်းတဲ့အခါမှာအဲ့လိုမျိုးစမ်းချောင်းတွေပါတာတွေဒါတွေကိုအမွေတောင်းတယ်အဲ့တိုင်းပဲနော်အမွေမြေဆိုတာဒီနော်အေလကာနာရဲ့မြေဆိုတဲ့နေရာမှာအဲ့လိုတောင်ကုန်းတွေတို့စမ်းချောင်းတွေတို့ရေတကွန်တွေတို့ပါတာတွေရှိမှမြစ်ချောင်းတွေတို့ပါတာတွေရှိမှအဲ့လိုမျိုးနဲ့ तू ကရွေးမယ်တဲ့ငါအကိုဟာငါရွေးမယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဓာတွေရွေးလို့မရဘူးတဲ့ဘာလို့လဲယူတာပါယူရမယ်ယူတာပါလဲမုတ်ဆိုးမပါမင်းမိမပါယူရမယ်လို့ပြောလိုက်တာပဲဖြစ်တယ်ဟိုကတော်ပြီတဲ့ငါမုတ်ဆိုးမတော့အဲ့ကြောင်တော့မယူတော့ဘူးတဲ့အဲ့တော့မင်းမဲယူတော့ဆိုပြီးမှအဲ့လိုပြောလိုက်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကဟိုအဓိကဒါကိုအများကြီးပြောချင်တာမဟုတ်ဘူးအမွေတစ်ခုမှာနောက်ဆက်တွဲယူရတဲ့အရာကိုမြင်ဖို့အတွက်ပဲပြောတာဖြစ်တယ်အဲ့လိုယူတဲ့အခါမှာဣတရေလလူမျိုးတွေမှာဘာလို့ရလဲဖက်နှက်ပေးရတယ်ဖက်နှက်လဲရတယ်နော်ဖက်နှက်လဲတယ်ဆိုတော့အဓိပ္ပာယ်သိလားအဲ့ဒါကကျမ်းစာထဲမှာဓမ္မအောင်ထဲမှာမောရှေကလေးအဲ့ပညာတိကျမ်းထဲမှာရေးခဲ့ပြီးသားနော်ဘာလို့လဲအကိုကြီးရဲ့မယားအကိုတည်သွားပြီဆိုရင်ညီရဆက်ပြီးတော့ယူရတယ်မယူဘူးဆိုလို့ရှိရင်သူ့ရဲ့မျက်နှာကိုအဲ့ဒီဟွာကခဲမကပေါ့နော်ကိုယူရမယ့်ခဲမကိုမယူရတဲ့အတွက်မျက်နှာကိုဇရွေးနဲ့တွေ့တာမင်းကကိုရဲ့အကိုကြီးရဲ့အရိုက်ရာကိုမယူတဲ့ကောင်ပဲဆိုပြီးတော့မှအဲ့လိုဇရွေးနဲ့တွေ့ခွင့်ရှိတယ်တဲ့တကယ်လို့အဲ့လိုမယူဘူးဆိုရင်သူစီးတဲ့ဖနက်ကိုလည်းချွတ်ပြီးတော့မှယူတဲ့လူကိုပေးရတယ်တွေ့လားယောငါကအဲ့လမ်းကိုဆက်မလျှောက်တော့ဘူးအဲ့ဒီဖနက်ကိုလည်းမင်းယူပါတော့ဆိုပြီးတော့မှဘောဇကိုဖနှက်ချွတ်ပြီးတော့မှပေးရတယ်။ तू အဲ့ဒီအမွေမြေကိုနော်အကိုကြီးရဲ့လမ်းကို तू မလျှောက်နိုင်ဘူး။အကိုကြီးရဲ့တာဝန်တွေကို तू ဆက်ပြီးတော့မှယူပြီးတော့မလျှောက်လန်းနိုင်ဘူးဆိုတဲ့လက္ခဏာသက်သေအနေနဲ့ဖနှက်ချွတ်ပေးရတယ်။အဲ့ခါမှာဘောဇကနော်အဲ့ဒီအမွေမြေတွေရောယူတာရောဖနှက်ကိုယူစီးလိုက်တာ तू ကအဲ့ဒါကိုလက်ခံလိုက်တာဖြစ်တယ်အတိတ်တွေကဣတရေလလူမျိုးတွေမှာအင်တာနက်နဲတဲ့အရာတွေနော်ဒါကြောင့်မို့လို့ဇာတိနဲ့ဝိညာဉ်ဆိုတာရောနေတာခုနပြောတဲ့အမွေဆိုတာဇာတိပဲနော်ဒါပေမဲ့အဲ့ဒါဝိညာဉ်ရာရဲ့ပုံဆောင်ချက်ဖြစ်နေတာဘယ်နေရာမှာပုံဆောင်တာလဲအခုဒီမှာယောမ8ရဲ့အငယ်7မှာအဲ့ဒီပုံဆောင်ချက်ကထွက်လာတယ်ဘလို့ပုံဆောင်ချက်ထွက်လာလဲတာမန်လင်အမွေခံဖျားသခင်အမွေခံဖြစ်ခရစ်တော်နဲ့တူဘုံဝင်စားမိအကြောင်းတွေ့လားအမွေခံဆိုတာကဖျားသခင်ရဲ့သားဖြစ်ခြင်းရဲ့အမွေခံဆိုတာခရစ်တော်ရဲ့ဘုံတော်ထဲမှာခရစ်တော်နဲ့တူဝင်စားတာအဲ့ဒီအရာကိုယူတာအဲ့ထဲကိုဝင်စားခွင့်ကိုယူလိုက်တာအဲ့လိုအမွေခံအမွေစားအမွေခံယူတဲ့အခါမှာဘုံဝင်စားတဲ့အခွင့်ကိုယူတဲ့အခါမှာထိုသခင်နဲ့အတူနောက်ဆုံးပိုက်မှာနော်ဆင်းရဲဒုက္ခကိုခံလျင်ထိုသခင်နဲ့ဆက်ဆံသော
အမွေခံလည်းဖြစ်ကြ၏ဒီအရာကိုနားလည်နိုင်ဖို့ရအတွက်ယာဝေရဲ့ဝိညာဉ်တော်ကကြားနာသူရောက်တိုင်းကိုဖွင့်ပြကောင်းကြီးပေးပါစေဘာလို့လဲခရစ်တော်နဲ့အတူဆင်းရဲဒုက္ခခြင်းတွေပါအမွေခံရတာလေဗျာကိုင်းညာကျွန်တော်တို့ကခွန်လွတ်ခြင်းတွေပဲအမွေခံခြင်းနဲ့ထာဝရအသက်တွေပဲအမွေခံခြင်းနဲ့ဒီနေ့မြန်မာနိုင်ငံနဲ့တကွကမ္ဘာမှာရှိသောခရိယန်တွေကနော်ကောင်းစားခြင်းတွေပဲအမွေခံခြင်းနဲ့ဝမ်းမြောက်ခြင်းတွေပဲအမွေခံခြင်းနဲ့ထာဝရတတ်တွေပဲအမွေခံခြင်းနဲ့ကောင်းငင်ဘုံစည်းစိမ်တွေပဲအမွေခံခြင်းနဲ့ခရစ်တော်နဲ့အတူဒုက္ခဆင်းရဲခြင်းတွေနော်ခရစ်တော်ဟာဒုက္ခဆင်းရဲခံပြီးတော့မှနော်ဘုံသေးတဲ့ကိုဝင်စားတယ်လို့ကျွန်တော်တို့လည်းခရစ်တော်နဲ့အတူဒုက္ခဆင်းရဲခြင်းတွေကိုခံပြီးတော့မှဘုံသေးတဲ့ကိုဝင်စားခြင်းရဲ့အမွေခံဖြစ်ခြင်းဆိုတာကြတော့နားမလဲကြတော့ဘူးဖြစ်သွားတယ်အဲ့ကြတော့ဘာလဲကဲတင်ခြင်းဟာတချမ်းလောက်တစ်ပိုင်းလောက်တစ်စိတ်တစ်ပိုင်းလောက်ဒါကိုလက်ခံခြင်းတဲ့အပိုင်းကိုလက်ခံမယ်ကိုလက်မခံခြင်းတဲ့အပိုင်းကိုလက်မခံဘူးဆိုတဲ့သဘောမျိုးနဲ့ခုနကတော့ကနော်အေလကာနာရဲ့အမွေကိုနော်ဆက်ခံမဲ့လူကသူကတော့တိတိတာတာပြောင်းညင်းပယ်လိုက်တယ်ဘောဇာကတော့အပြည့်အကုန်လုံးကိုပြန်ပြီးတော့မှလွှဲပြောင်းပြီးတော့မှရယူလိုက်တယ်ဒီကနေ့ဒီနှုတ်ကပတ်တော်ကိုကြားနာသူအရောက်တိုင်းဒီလဲခရစ်တော်နဲ့အတူဘုံဝင်စားဖို့ရအတွက်အမွေခံဖို့ရအတွက်ခရစ်တော်ခံစားခဲ့တဲ့နော်ဒုက္ခဆင်းရဲခြင်းတွေကိုလည်းအမွေခံနိုင်သောသူများဖြစ်ဖို့ရအတွက်ကြားနာသူအရောက်တိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေတွေ့လားနော်ကျွန်တော်ထင်ပါတယ်မြန်မာနိုင်ငံကခရိယန်တွေရောကမ္ဘာမှာရှိတဲ့ခရိယန်တွေရောဒီကျမ်းစာကိုတွင်တင်ခြင်းကိုမခံရတဲ့အတွက်ကြောင့်ဒါလည်းသူတို့တွေကဒီလိုမျိုးဆင်းရဲဒုက္ခတွေပါအမွေခံရတယ်ဆိုတာကိုနော်သူတို့နော်မဟောကြမပြောကြမသိကြတာဖြစ်မှာပါနော်တကယ်လို့မြန်မာနိုင်ငံမှာဒီနှုတ်ကပတ်တော်ကိုကြားနာရတဲ့ညီကိုမောင်နှမတွေကြားနာပြီဆိုရင်အော်ငါတို့လည်းခံပါပေါ့ဟုတ်လားကိုရှိမှခံတဲ့လူတွေအများကြီးရှိတယ်လေတမန်တော်တွေကနဦးခရိယန်တွေဒုက္ခဆင်းရဲခြင်းတွေခံခဲ့ကြတယ်လေနော်အဲ့ဒီတိုင်းပဲလားကျွန်တော်တို့မြန်မာနိုင်ငံမှာသာသနာပြုသွားတဲ့ဆရာယုဒတန်တို့ဘလောက်ဒုက္ခခံခဲ့တယ်လဲနော်ဘလောက်ဆင်းရဲခြင်းကိုခံခဲ့တယ်လဲမျက်ရည်နဲ့မျက်ခွက်သူ့ဘဝမှာဘလောက်ထိအောင်နေခဲ့ရတယ်လဲနော်ဟိုးအောင်ပြလဲထောင်ထဲမှာခြေတော်နှစ်ချောင်းကိုကျိုးတုပ်ပြီးတော့မှနော်အဲ့ဒီကျိုးတုပ်ထားတဲ့ခြေတစ်လုံးနှစ်ခုကြားထဲမှာနော်အိုးတသားချောင်းနဲ့ရှို့ထိုးထားပြီးတော့မှစောက်ထိုးဆွဲထားပြီးတော့မှအိတ်ခိုင်းတယ်တွေ့လားနော်ခေါင်းနဲ့ကြောကတော့မြေကြီးပေါ်မှာအိတ်နေရတာပေါ့ဒါပေမဲ့ခြေတော်နှစ်ချောင်းကမိုးပေါ်ထောင်းနေတယ်တူလူဆွဲထားတာအဲ့ဒါသူမြန်မာနိုင်ငံကိုရွှေလိုချင်လို့ငွေလိုချင်လို့စီးပွားလိုချင်လို့ယာရူးအာနာလိုချင်လို့လာခဲ့တာမဟုတ်ဘူးနော်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့သာသနာပြုတွေဘာသာရေးကောင်းဆောင်တွေနော်သေအောင်ကိုရှက်တင်တယ်အဲ့လိုမျိုးဆရာယုဒတန်ရဲ့ခံခဲ့ရတဲ့ဒုက္ခဝေဒနာတွေသမီးလေးတွေသေရတယ်သားလေးတွေသေရတယ်ဇနီးတွေသေရတယ်တယောက်ပြီးတယောက်သေရတယ်ဇနီးတွေလဲနော်ဒါပေမဲ့မြန်မာနိုင်ငံကိုမစွန့်ဘူးနှစ်ပေါင်း40ကျော်အောင်အဆုံးထိနေသွားတယ်နောက်ဆုံးသူဘယ်လိုနည်းနဲ့ဆုံးသက်လဲမြန်မာနိုင်ငံထဲကနေပြီးသူဘယ်လိုနည်းနဲ့အရှင်ထွက်တာမဟုတ်ဘူးနော်ဒါပေမဲ့ရှင်လျက်တော့ထွက်သွားတာပဲဗာလဲပြင်သစ်တင်မောတစင်းပေါ်မှာသူလိုက်သွားတယ်ဘာလို့ဆိုတော့သူ့မှာအကြက်ယောဂါကအင်တန်မှပြင်းထန်တဲ့ခါကျတော့အဲ့ဒီယောဂတက်တာအောင်လို့ပင်လေလေရှူဖို့ရာအတွက်နော်တင်မောပေါ်မှာလိုက်သွားရင်းနဲ့နောက်ဆုံးမှတက်ထွက်သွားတယ်တည်တဲ့ခါမှာနော်ဟိုးဘယ်ပါစတာကမှဘယ်ဘီရှောကမှဘယ်ဖုံးတော်ကြီးကမှနော်ဘယ်ဆရာတော်ကြီးတိတ်ခါတော်ရာကြီးကမှသူ့ရဲ့အလောင်းကိုတကြိုမပေးဘူးဒီတိုင်းတိုင်းပဲသူမှာထားတဲ့အတိုင်းပဲနော်
ပင်လေတဲ့ကိုဒီတိုင်းနဲ့ပဲအခေါင်းနဲ့ထည့်ပြီးတော့ပင်လေတဲ့ကိုပဲချလိုက်တာအဲ့ဒါသူ့ရဲ့တကြိုချင်းကိုခံလိုက်တာဖြစ်တယ်ဒီနေ့ခရိယန်တွေကအမလေးဟိုလိုတကြိုခံရရတာနဲ့ဒီဆရာနဲ့တကြိုခံရရတာနဲ့သေရင်ပဲရောက်လို့ရောက်မယ်မှမသိနော်ဟိုလိုဂူနဲ့အမတ်တရားလေးရှိခြင်းရတာနဲ့ဒီလိုဂူကြီးကြီးနဲ့အမတ်တရားဖြစ်ခြင်းရတာနဲ့သူကဟိုလိုပုဂ္ဂိုလ်ကြီးမို့ဒီလိုပုဂ္ဂိုလ်ကြီးမို့လို့ဟိုလိုဆရာတော်ကြီးမို့လို့ဒီလိုဆရာတော်ကြီးမို့လို့ဂူကိုလည်းသူများနဲသူမဖြစ်ချင်ဘူးဂူရဲ့ပတ်ဝန်းကျင်လည်းသူများနဲသူခရိယန်နီးသူမဖြစ်ချင်ဘူးကြီးကျယ်ကျင်တာထူးခြားကျင်တာပေါ့ဗျာရှက်စရာဘလောက်ကောင်းလဲဆရာယုဒတန်ဘလို့တေခဲ့ပြီးတော့မှမြန်မာနိုင်ငံကိုတာသနာပြုတဲ့ပုဂ္ဂိုလ်ဟာနော်အာနာကြစားမအောင်ဘလို့တကြိုချင်းကိုခံခဲ့တယ်လေနော်ဆင်းရဲဒုက္ခကိုသေတဲ့ခါမှာတောင်မှငိုတဲ့မိသားစုညီကိုမောင်နှမသားမယားတယောက်မှမပါဘဲနဲ့နော်ခရိယန်ဘုန်းကြီးတပါးမှမပါဘဲနဲ့ကျမ်းစာတစ်ချက်တောင်ဖတ်ပေးမဲ့လူမရှိဘဲနဲ့နော်ဆူတောင်းပေးမဲ့လူတယောက်မှတော့မရှိဘဲနဲ့တကြိုချင်းကိုခံခဲ့ရရတာဆင်းရဲဒုက္ခဘလောက်ရှက်စရာကောင်းတယ်လဲဘလောက်ရှက်စရာကောင်းတယ်လဲကျွန်တော်တို့သိရင်နော်အထူးဆူတောင်းပေးတဲ့လူနဲ့နှစ်သိမ့်နာကိုဆူတောင်းပေးတဲ့လူနဲ့နော်ဟိုမြေကိုအနံပေးမဲ့လူနဲ့ဟိုကောင်းချီးပေးမဲ့လူနဲ့ဟောကျွန်တော်တို့ကြတော့ကြီးကျယ်ကျင်ကြတာလူကငရဲရောက်သလားနော်မိရိုင်နေလားမသိဘူးအလောင်းကြီးကိုတော့ကြီးကြီးကျယ်ကျယ်တကြိုကြတာခရစ်တော်နဲ့အတူဆင်းရဲဒုက္ခကိုသင်ကြားတာမှခံမခံရပဲကိုမခံရပဲကိုနော်မြန်မာနိုင်ငံမှာတာသနာပြုသွားတဲ့နော်ဒီဆရာယုဒတန်နောက်မှာနော်ဘိုကိတ်လို့ခေါ်တဲ့နော်တာသနာပြုဆရာကြီးတွေတို့သူတို့စားမဲ့ဇလုံထဲမှာနော်ဒီကမြန်မာနိုင်ငံသူနိုင်ငံသားတော်သူတောင်သားလေးတွေရဲ့ခြီတော့ကအနာတွေကိုသူ့ရဲ့နော်သမင်းစားတဲ့ဇလုံထဲမှာထည့်ပြီးတော့မှဖန်ရည်ဆေးပေးခဲ့တာရင်နွေးစိမ်ပေးခဲ့တာနော်အဲ့လိုသာသနာပြုခဲ့တာနော်တွေ့ကြည့်နော်အဲ့လောက်ထိအောင်ဆင်းရဲဒုက္ခကိုခံခဲ့တာဘယ်သူကလှုပ်ချင်မှာတခါတလေမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာထဲမှာခရစ်ယာန်ထဲမှာနော်ဟိုပြီးခဲ့တဲ့ဘက်ကဖခင်များနေလို့ပေါ့နော်ကျွန်တော်တို့အဲ့ဒီအရင်ဘတ်တွေကမိခင်များနေလို့ကျင်းပတဲ့ခါမှာဟိုအဖေပေါ်မှာအမေပေါ်မှာဟိုလိုပြုစုရမယ်ဒီလိုပြုစုရမယ်ဟိုလိုမျိုးကျေးဇူးပြုရမယ်ဒီလိုမျိုးကျေးဇူးပြုရမယ်ကျွန်တော်တို့ပြောနေကြတာနော်ဟိုမှာဘိုးကိတ်တို့ကအဖေလည်းမဟုတ်ဘူးအမေလည်းမဟုတ်ဘူးလူမျိုးလည်းမတူဘူးဘာသာလည်းမတူဘူးအဲ့ဒီလူရဲ့ခြေထောက်ကအနာတွေကိုကုပေးနေတာဘလို့ကုပေးတာသူစားတဲ့သမင်းစလုံးနဲ့တောင်ထဲ့ကုပေးနေတာကျွန်တော်တို့ကအဖေအမေတောင်မှအဲ့လိုလုပ်မပေးချင်ဘူးညီကိုမောင်နှမတောင်လုပ်မပေးချင်ဘူးအမလေးလိုင်းပေါ်မှာတင်ချင်လို့နာမည်ကြီးချင်လို့အသင်းတော်ကအသင်းသူတင်သားတွေရဲ့ခြေထောက်ကိုဆေးပေးမယ်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေရဲ့ခြေဆေးပေးလို့ဆေးပေးမယ်ဆိုပြီးတော့မှလောက်ကြသေးတယ်နော်ဘာလို့ဖို့လဲတယောက်နဲ့တယောက်ခရစ်ယာန်ချင်းချင်းခြေထောက်ဆေးတာနော်ခရစ်တော်ကအချင်းချင်းခြေဆေးပါဆိုတာဒီရေဆေးဖို့လောက်တင်ပြောနေတာမဟုတ်ဘူးနော်ကိုနဲ့ဆက်ဆိုင်သောသူတွေကိုကိုနဲ့မြချစ်ပါဆိုတာခရစ်ယာန်ချင်းချင်းလောက်တင်ပြောတာမဟုတ်ဘူးခုနဘိုကိတ်တို့လို့ဆရာယုရတန်တို့လို့နော်သူတို့ရဲ့အတ္တတာတွေဘလိုမျိုးလူသားတွေပေါ်မှာဘာသာမတူတဲ့ပေါ်မှာလူမျိုးမတူတဲ့ပေါ်မှာဘလိုမျိုးနှိမ့်ချစွာနဲ့လူလိုတန်မိုးထားပြီးတော့မှဒီနေ့မြန်မာနိုင်ငံမှာရှိသောခရစ်ယာန်တွေဗုဒ္ဓဘာသာတွေကိုမိဘကိုတောင်မှအဲ့လိုမလောက်တာကိုသူတို့ကိုယ်တိုင်ကလူမျိုးမတူဘာသာမတူတဲ့ဒုက္ခတွေကိုအဲ့လိုလုပ်ခဲ့ကြတာအဲ့ဒါပါလေခရစ်တော်နဲ့အတူဒုက္ခဆင်းရဲခံခြင်းကိုခံတာဆရာအဝါပဲထင်တယ်နော်မြတ်တမ်းတင်မယ်လားအဲ့ဘာသာပြန်ထားတဲ့ the city of joy နော်ဒုက္ခမျိုးတော့နော်ဒုက္ခမျိုးတော့ဆရာမြတ်တမ်းတင်ဘာသာပြန်ထားတာအဲ့ထက်မှာနော်
အိုးကိုဘာစကီတို့ဟုတ်လားကိုဘာစကီဟုတ်တယ်နော်ကိုဘာစကီတို့တာသနာပြုတယ်မာတာထရီဇာတို့တာသနာပြုကြတယ်အိန္ဒိယမှာနော်ဟောကိုဘာစကီတို့ဆိုလို့ရှိရင်တကယ်လူတွေကိုနော်အနူသည်တွေကိုလူကလူတွေမွဲကမွဲတွေစင်ရဲတွေနော်သူကဆိုလို့ရှိရင်ဘာလုပ်တာလဲအဲ့ဒီလူတွေနဲ့အတူရေချိုးတာအဲ့ဒီလူတွေနေသလိုနေတာအဲ့ဒီလူတွေနေတဲ့ရက်ကွက်ကိုရွေးချယ်တာကလကတ္တာမြို့ရဲ့နော်ဘူရာနဲ့မလန့်မကမ်းမှာရှိတဲ့ကွက်လက်ထဲမှာနော်ဘောလုံးကွင်းတွက်ကြည့်လိုက်စမ်းလူတော်ဘလို့ဆန့်တယ်လဲလို့ဘောလုံးကွင်း2ကွင်း3ကွင်းစာလောက်ထဲမှာလူ3သိန်းခွဲလောက်နေတယ်တွက်ကြည့်လိုက်နော်အဲ့လိုလူ3သိန်းခွဲလောက်နေတဲ့ထဲမှာ तू ကရွေးချယ်ပြီးတော့မှသာသနာပြုမယ်လို့ပြောတဲ့ခါမှာအိန္ဒိယနိုင်ငံသားတစ်ယောက်ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကဒီနေရာကိုကျွန်တော်သာသနာပြုမယ်ဆိုတဲ့ခါမှာ तू ကနှာခေါင်းရှုပ်တယ်လာတော့မလာချင်ဘူးဒီနေရာဒါလောက်နန်းစောစုပ်ပြတ်နေတဲ့နေရာရေချိုးဖို့ရအတွက်ရေပုံမိုင်ကိုတန်းစီရတယ်တန်းစီချိုးရတယ်အိုးမြောင်းဖုတ်ကမိုးရွာပြီးဆိုရှံပြတော့မှအဲ့ဒီတကွင်းလုံးရေမြုပ်တယ်မြောင်းပုတ်ရေပုတ်မစင်ပုတ်တွေနဲ့နော်အဲ့ဒီမှာနေတာကအိုးမဲ့အိမ်မဲ့အနူတယ်တွေပေါ့နော်ကျွန်တော်တို့ဒီမှာရှိသလိုအိုးတလုံးကြောင်ပေါ့ဟိုတုန်းကလို့ဆိုအနူတယ်တွေစေးရသားတွေနေတဲ့နေရာအဲ့နေရာမှာ तू ရွေးချယ်တယ်အဲ့ဒီနေရာကို तू အိမ်ငားတယ် तू ငားတဲ့တဲကဘလောက်ကျယ်တယ်လဲလို့ဆိုရင်နော်ကျယ်သလားမမေးနဲ့နော်သူ့ရဲ့အရက်က6ပေလောက်ရှိတော့ကြတော့9ပေ10ပေလောက်အရှည်ရရှိတယ်တဲကအကျယ်ကဘယ်လောက်ရှိသလဲဆိုတော့ကြတော့4ပေ5ပေလောက်ပဲကျယ်တယ်တွေ့လားနော်ကိုဘာစကီတာသနာပြုတဲ့ခါမှာအဲ့လောက်ရဲ့ကျယ်ဝင်းတဲ့တဲလေးကိုသူငားနေတယ်ငားနေတဲ့ခါကျတော့သူ့မှာဒေါ်လာတွေနဲ့ပဲတင်းနဲ့ကျွန်တော်ပြောနိုင်တယ်နော်ဒေါ်လာတွေနဲ့ဆိုကြတော့အဲ့ထဲမှာဟန်ပြလောက်ပဲပေါ့နော်သူတို့စီမှာတာနာပြုမယ်ဟိုဟာလေးပေးမယ်ဒါလေးပေးမယ်သူကဆေးထိုးပေးတယ်ဆေးကုပေးတယ်လူတွေကိုအနူသည်တွေကိုပြုစုပေးတယ်အဲ့ဒီကြတော့သူဘာလုပ်လဲသူကတော့ဟိုးကလကတ္တာမြို့ဒီကွင်းထဲကနေပြမှထွက်ပြီးတော့မှနော်ဘာလဲကောင်းတဲ့ဆိုင်တွေမှာစားတော့မယ်လို့ထင်သလားအိန္ဒိယလူမျိုးတွေကဘယ်လောက်ထိချစ်စရာကောင်းတယ်လဲဆိုရင်တဲ့ဟိန္ဒူတွေပါအများအပြားဟိန္ဒူတွေကချစ်စရာဘယ်လောက်ကောင်းတယ်လဲလို့ဆိုရင်မြန်မာနိုင်ငံကခရစ်ယာန်တွေဗုဒ္ဓဘာသာတွေတကယ်ပဲအဲ့ဒီအိန္ဒိယဟိန္ဒူတွေကိုအတုယူသင့်တယ်အဲ့ဒါဘာလဲဆိုရင်ဒီလူကဘာသာရေးကောင်းဆောင်တစ်ယောက်ဖြစ်တယ်ဥပမာခရစ်ယာန်ဘာသာရေးကောင်းဆောင်ပေါ့ဟိန္ဒူဘာသာရေးကောင်းဆောင်ဗုဒ္ဓဘာသာကောင်းဆောင်အစရှိသည်ဘာသာရေးကောင်းဆောင်ဖြစ်ဖြစ်အစ္စလာမ်ဘာသာရေးကောင်းဆောင်ပဲဖြစ်ဖြစ်သူတို့အနေနဲ့ဘာသာရေးကောင်းဆောင်ဖြစ်တယ်ဆိုရင်သူတို့ရဲ့စားတဲ့တောက်တဲ့အစားအစာလေးတွေကိုလှူကြတယ်တဲ့တွေ့လားနော်ဒီနေ့ကျွန်တော်တို့ခရီးယန်တွေကကိုယ်အိမ်ရှိရောက်လာတဲ့တရောင်းသားတွေမေတီလာတွေဖုံတွေအလူကနေကိုကြောပါလေနော်တောင်းစားတာတွေကိုအာမပေးဘူးအမေရိခရီးယန်တွေကအဲ့လိုလုပ်တာဟိုမှာဟိန္ဒူတွေအဲ့လိုမဟုတ်ဘူးအဲ့ဒီကိုဘာစကီမနဲ့သူအိယာထားတဲ့ခါမှာသူ့ရဲ့တဲတကားဝမှာနော်ဒံပကံများလေးနဲ့နော်ဘာလို့တာလဲအဲ့ထဲမှာဂျပါတီကလေးတွေနော်ပဲဒီဂျိုကလေးတွေအပြုတ်ကလေးတွေပေါ့ကလပဲဟင်းကလေးတွေအဲ့လေးတွေချပေးတာအဲ့ဒါလေးတွေလှူတာအဲ့ဒါပဲစားတာတွက်ကြည့်နော်အဲ့ဒါပဲစားတာအဲ့ဒါပဲစားပြီးတော့မှသူဘာလုပ်တာလဲမနဲ့လင်းတာနဲ့ဒီလူတွေလိုနော်အိမ်နာရေလောင်းအိမ်နာကိုတန်းစီရတယ်တော့တန်းစီတာရေချိုးတဲ့အခါမှာတန်းစီပြီးတော့မှသူတို့လိုချိုးတယ်သူတို့စားတဲ့သူတို့ပေးတဲ့လူတဲ့နော်တရောင်းသားအနေနဲ့ပဲပေးဟိုဖုန်းကြီးတစ်ပါးဘာသာရေးခေါင်းဆောင်အနေနဲ့ပဲကျွေးသူအဲ့ဒါလေးပဲစားပြီးတော့မှတက်ရှင်တာတွက်ကြည့်နော်တခါတလေမှာသူသေးလူမျိုးသားဖြစ်တယ်သူတို့တောက်တဲ့ရေကိုပဲတောက်တာသူတို့အိတ်တယ်လို့မြေကြီးထဲမှာအိတ်တာတွက်ကြည့်နော်သူတို့စားတယ်လို့စားတယ်သူတို့တောက်တယ်လို့တောက်တယ်သူတို့အိတ်တယ်လို့အိတ်ပြီးတော့မှသူတို့ကိုတာနာပြုတယ်သူတို့မှာရှိတဲ့အနာယောဂါလေးတွေကိုကုသပေးတယ်အဲ့ဒီမှာတ
သုတေသနာပြုတ်ကြည့်တဲ့အခါမှာတဲ့ဘာတွေ့ရလဲဆိုတော့အဲ့ဒီကွင်းမြင်ထဲမှာအဲ့ဒီဘောလုံးဝင်း2ကွင်း3ကွင်းလောက်ထဲမှာနေတဲ့လူအရေအတွက်က3သိန်းခွဲနီးပါးရှိတယ်တွက်ကြည့်သွားမှာဗျာနော်ကျွန်တော်တို့ဒီမျိုးမှာတမိုင်အရှိတမိုင်အနောက်တမိုင်အဲ့လိုမျိုးတမိုင်တော့4မိုင်ပေါ့နော်အဲ့ဒီပတ်လည်ထဲမှာနေတဲ့လူဦးရေဟာကျွန်တော်ထင်တယ်1000ပြင်ဖို့မရှိတော့ဟိုမှာဘောလုံးဝင်း3ဝင်း4ဝင်းစာလောက်ထဲမှာလူဦးရေ3သိန်းခွဲရှိတယ်အဲ့ကြတော့ဘလောက်တောင်ညဉ့်ညမ်းနေတယ်လဲဘလောက်တောင်ညစ်ပတ်နေမလဲနော်တနစ်ကိုမိသားစုတွေက1ယောက်2ယောက်3ယောက်မသေးတဲ့အိမ်တော်မရှိဘူးတဲ့တနစ်မှာတနစ်မှာနှစ်တိုင်းနော်အိမ်ထောင်တိုင်းလူသေးတဲ့အိမ်တွေကြီးပဲဖြစ်တယ်အဲ့လောက်တရားဘာလို့လဲညဉ့်ညူးတာပေါ့နော်ညဉ့်ညူးတဲ့အိမ်တွေဖြစ်တယ်လူ1ယောက်အနည်းဆုံးသေးတယ်များတဲ့အိမ်က2ယောက်တောင်သေးတယ်တဲ့နှစ်တိုင်းသေးတယ်တဲ့နော်အဲ့လောက်တရားဖြစ်တဲ့နေရာလေးမှာသာသနာပြုခဲ့တယ်သာသနာပြုတဲ့ခါကျတော့တနေ့သောအခါမှာသူအကြီးအကျယ်ဘာပြောတာပေါ့သေမတက်ဖြစ်တဲ့ခါကျတော့သူ့ကိုတန်ယုံကလာပြီးတော့မှသူ့ကိုလာပြီးတော့မှရှာတယ်ခေါ်ယူပြီးတော့မှသူ့ကိုစေကုသပေးတယ်စေကုသပေးပြီးတော့မှပြန်ပြီးတော့မှနေကောင်းလာတဲ့ခါကျတော့ကဲမင်းဒီလောက်တောင်နှစ်ပေါင်းများစွာဆယ်စုနှစ်နဲ့ချီပြီးသာသနာပြုတာဆိုတော့ဘာပဲဖြစ်ဖြစ်ကိုဘာစကီကိုယ့်ရဲ့မြို့ပြမှာပဲသာသနာပြုပါတော့ဒါမှမဟုတ်ရင်ကိုယ့်နိုင်ငံကိုပဲနေပါတော့ဒါမှမဟုတ်ရင်မင်းတက်တာပြီဆိုတဲ့ခါကျတော့အားမွေးတဲ့အနေနဲ့နော်လာနဲ့နှစ်နဲ့ချီပြီးတော့မှဒီနော်တန်ယုံကအရာရှိတွေနော်တဲတဲ့ဟိုတယ်မှာနေပါတော့အဲ့လိုမျိုးပြောတဲ့ခါမှာကိုဘာစကီကညင်းဆန်တယ်တော်ပြီငါမင်းတို့ဟိုတယ်လဲငါမနေချင်ဘူးနော်ဟိုတယ်လဲငါမနေချင်ဘူးအဲ့ဒီဟိုတယ်စားလဲငါမစားချင်ဘူးနော်ငါသူတို့နဲ့အတူသူတို့ဘဝတွေပဲငါခံယူမယ်ဆိုပြီးတော့မှသူကအဲ့ညာပဲပြန်သွားတာအဲ့ထဲမှာပဲအိတ်တာအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဒီဟာကိုစကားရိုက်လိုက်တာအမေရိကန်ကလာပြီးတော့မှအော်စကာဆု5ဆုရသွားတယ်နော် The City of Joy ဆိုတဲ့စကားအဲ့လောက်ထိအောင်ကဘာမှာပေါက်သွားတယ်ကျွန်တော်နိုင်ငံကတော့စာအုပ်အနေနဲ့ပဲရောက်လာတယ်အဲ့ဒီလိုမျိုးစကားအနေနဲ့ဟိုတခါကြီးလိုက်ရတယ်နော်စကားလည်းကြီးရတယ်နော်ဇာကလည်းကျွန်တော်တို့ line ပေါ်ကနေလွှတ်လာတယ်အဲ့ဒါတွေကိုဒီအခုကဂျိုရုကနေ line ပေါ်မှာရှာလိုက်လို့ရှင် The City of Joy ဆိုတဲ့ဇာကားကိုရှာကြည့်လို့ရတယ်အဲ့မှာအဲ့ဇာကားကပေါက်သွားတဲ့ခါမှာယူရိုမှာရှိတဲ့သူတွေ USA မှာရှိတဲ့သူတွေကဟာဆင်းရဲခြင်းဆိုတာဘာလဲနော်ဆင်းရဲတာဆိုတာဘာလဲဆိုတာကိုမသိတဲ့အတွက်ကာလကတ္တာမြို့မှာရှိတဲ့ဆင်းရဲတဲ့ရက်ွက်တွေကိုလာပြီးတော့မှချမ်းသာတဲ့လူကဆင်းရဲတဲ့အရာတော်ခံဖို့ရတဲ့တဲတွေနဲ့လာပြီးစောင့်နေကြတယ်လူတွေထောင်ပေါင်းများစွာဘာလို့ကြတာလဲအဲ့ဒီဆင်းရဲသားရက်ွက်တွေလာပြီးတော့မှဆင်းရဲတာဆိုတာနားမလဲလို့ကျွန်တော်တို့နိုင်ငံကချမ်းသာတာကိုမခံစားဘူးတာသူများနိုင်ငံကဘယ်လောက်ထိချမ်းသာတယ်လို့ဆိုအဲ့လိုဆင်းရဲတာကိုတောင်မှမခံစားဘူးလို့ဆင်းရဲကြည်တာတဲ့ဆင်းရဲသားတွေရောင်းတဲ့အစာကိုဝယ်စားတယ်ဆင်းရဲသားတွေဝတ်တယ်လို့ဝတ်တယ်ဆင်းရဲသားတွေနေတဲ့အိမ်မှာနေတဲ့ဆင်းရဲသားတွေနေတဲ့ရေကြော်သွားတဲ့အရာတွေတခါတလေမှာသူ့ကိုယ်ပေါ်မှာကင်းချေများတွေဖြတ်သွားတာတွေမွေတွေဖြတ်သွားတာတွေကိုကိုဘာစကီကအဲ့လိုခံရတယ်အဲ့ဒါကိုသူများနိုင်ငံလာနေတဲ့အဲ့ဇကားအပြင်ကြည့်ပြီးတော့မှအဲ့လိုမျိုးနဲ့ကဘာကြော်ခဲ့တယ်ကျွန်တော်ဗာပြောချင်တယ်လဲဆိုရင်ခုအချိန်ကတနာရီပြည့်သွားပြီဗျာနော်နောက်ပတ်မှာဆက်ဖို့မယ်ခရစ်တော်နဲ့အတူဆင်းရဲဒုက္ခကိုခံတဲ့အခါကျတော့ဘုန်းတော်ထင်ရှားပြီပေါ့နောက်ပတ်မှာဆက်ပြီးတော့မှဝင်ကားပါမယ်ဒီနေ့တော့ဒီလောက်ပဲအားပေးဝင်ကားမယ်ခရစ်တော်နဲ့အတူအမွေခံခြင်းဆိုတာထာဝရအသက်နဲ့အတူဆင်းရဲဒုက္ခခြင်းတွေလည်းပါပါတယ်ဆိုတာကိုဒီလောက်ပဲအားပေးဝင်ကားမယ်ကြားနာသူရောက်တိုင်းကိုရောက်ရကောင်းကြီးပေးပါစေအာမင်